đâu chứ đâu tên này bù lâu đó để xóa phía hậu cái để tia đi tên đâu na yu chỉ nhung mặt ta dài hậu tia na yu để xóa ra bây giờ con chú chán là đi uống xí này nó lấy xóa ra uống để cả làm đâu na lấy thay ra để đuổi nhau tia là bị rồi na ra để lúc để là dùng gì vậy nó tia na trên hà sinh là luôn của chém gì để tin rằng của tu gì để mà tí đi là của tí à để tí bị ra của bố bị đó âm nhiên xuyên gì để để chú tia thì nào đi cả mà nhiều má này lâu để trong lên mua đi của xí này này đã thòng lại à lúc xí bố mua bảo tao bị đó mai à lại cho đó biết đã đâu tia thì nào của nhà xóa phía hồ đó nhà nó ngay à đó đấy mà tia ăn thâu này ra thì ta đồ cháu qua đấy nó đã đi ra nấu xe luôn cháu nó cũng là rồi nhà xóa phía biết đã tia thả vô tên baby rồi đi đó đấy về pian lót à ta biết đã tia này ní này tia ăn thâu đó nó đi này lại xem baby rồi tia đi tốt đẹp đấy đi chỉ mà bây giờ xem ta mi ra đi được không ạ nhà xóa phía là tia nó đi của tia tốt đẹp này là của tí để tôi cho công bố bơm mang cái mi mang vi đi đầu nè cái bơm mang xịt đam mi ra thắp đầu rồi đi tham mà làm pin nhà u đi na xịt tiền xa ra khi anh đi về tận nó tì à rồi để cả thà leo được cú rồi này cho bị rồi nhà xóa phía hòn thì khả năng của yêu giờ xí lười để tôi cho mi út lâu này đủ để lột tì à mẹ mi giờ xí của đó cái đi ta đi u đó dân tôi đi mua bên này nó khai mà ông tí sau đó để nhiều gì để phối hợp ông lâu ya mẹ cái lý do điều đó yang tôi có nhà điều đó lên đẹp chứ xịt thôi ya mẹ ông ấp gì thì có sao sao ya mẹ ông miếng mua có miếng mua ya vũ lộ cái đi lộ đây về xí đấy sau đó cả thà liềnအဲ့တော့မြတ်စွာဘုရားကြွပြီးတော့ဟောတော့အဲ့ဒီယဟန်တော်တွေယဟန်နာဖြစ်ကြတယ်လို့ဆိုတယ်အဲ့ဒါဘုန်းကဘာစဉ်းစားမိတော့ဒါကိုသွားပြီးတော့မဟောလို့မဖြစ်ဘူးလားပေါ့နည်းနည်းစဉ်းစားတာဝါဒနာပါတော့စဉ်းစားကြည့်တာပေါ့နော်သူတော်ထဲမှာတရားအထုတ်နေတယ်ဒါကိုသွားမဟုတ်ရင်ဟောယဟန္တာမဖြစ်ဘူးလားပေါ့နော်ဒါကတော့စဉ်းစားမိတာကိုပြောပြတာအဲ့တရားတွတ်တက်နေတဲ့ဒီယဟန်တော်900ကိုဒီဒေသနာကိုသွားဟောတဲ့အခါကျတော့လွယ်လင်းတကူယဟန္တာဖြစ်သွားကြတယ်အဲ့တော့ဦးဇင်းတို့စိတ်ထဲမှာတွေးမိတာကတရားနာခြင်းဟာအလွန်လိုအပ်ပါလားပေါ့သူဒါတော်ထဲမှာတကယ်ကိုပဲစွမ်းစွမ်းတမန်ရွရွချွန်ချွန်အထုတ်နေတဲ့ပုဂ္ဂိုလ်တွေတာမညာပုဂ္ဂိုလ်တွေမဟုတ်အဲ့ဒီလိုပုဂ္ဂိုလ်တွေကိုတောင်မြတ်စွာဘုရားဘာလို့တာတော့ကြွပြီးတော့တရားဟောတာဒီချက်လေးကိုစဉ်းစားသိခြင်းနဲ့အများကြီးပါပဲဒီလိုဖြစ်ဖြစ်တယ်မြတ်စွာဘုရားလက်ထက်ကတော့သူတရားကြိုးစားနေတယ်အဲ့ဒါမြတ်စွာဘုရားတချို့ဆိုရင်ဥမာပေးရမယ်ဆိုရင်အများကြီးရှိပါတယ်နော်ကိတာဂေါရမီတို့ပြီးတော့ပတာစာရီတို့ခြေဆေးနေရင်းနဲ့ရေတွေကစီကြပြီးတော့မြေကြီးထဲဝင်သွားတာပျောက်ကွယ်သွားတာအဲ့ဒါကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာအနိစ္စသဘောကိုမြင်တယ်ပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကြွပြီးတော့တရားဟောတာကိုနားပြီးတော့ဘာဖြစ်တော့တရားသူပို့ပြီးတော့အစဉ်မြင့်မြင့်ရသွားတာဒါအရင်စဉ်းစားကြရကောင်းတဲ့အချက်တွေပေါ့နော်ဒါကြောင့်တရားနာတာကိုပေါ့တန်တန်သဘောမထားစေချင်ဘူးတရားဆိုတာအထုမှရတာပါဟုတ်တယ်အဲ့ဒါတော့မှန်တယ်အထုမှရတာပါသို့တော့နာယူခြင်းရဲ့အခန်းကဏ္ဍကိုလည်းပေါ့ပြီးတော့မတွက်စီခြင်းဘူးပေါ့နော်မြတ်စွာဘုရားကိုတော်တိုင်ကြွပြီးတော့တရားဟောတာကိုနာယူရလို့တရားသူတရားမြတ်ကိုလွယ်လွယ်ကူကူရကြတာကိုထောက်ဆသောအဖြစ်တရားဟောခြင်းတရားနာခြင်းရဲ့အခန်းကဏ္ဍဟာလည်းအလွန်တရာမှတော့အရေးပါတယ်ဆိုတာကိုစဉ်းစားမိဖို့ပြောပြတာဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီကနေ့ညနော်ပေတတို့ကိုဘယ်လိုတရားဒေသနာမျိုးကိုဟောပြခြင်းလဲဆိုတော့ယောနိသောမနတိကာရဆိုတဲ့စကားလုံးလေးအဓိပ္ပာယ်ကိုလူတိုင်းနားလည်ပြီးသားဖြစ်မလို့ထင်တယ်နှလုံးသွင်းမှန်ကန်ခြင်းပေါ့နော်တင်လျောက်ပတ်လျော်ကန်အောင်နှလုံးသွင်းဆင်ញင်တတ်တာအဲ့ဒီယောနိသောမနတိကာရကဘလောက်တောင်တန်ဖိုးရှိလဲဆိုလို့ရှိရင်ယောနိသောမနတိကာရရှိနေလို့ရှိရင်အကုသိုလ်ဖြစ်เสียကောင်းတဲ့အနေအထားမျိုးမှာတောင်မှကုသိုလ်ဖြစ်နိုင်တယ်ယောနိသောမနတိကာရနှလုံးသွင်းမှန်မယ်ဆိုရင်အကုသိုလ်ဖြစ်เสียအလွန်ကောင်းတဲ့အနေအထားမျိုးမှာတောင်မှ
ကုသိုလ်ဖြစ်နိုင်တယ်အဲ့ဒီယောနိသောမနတိကာရနှလုံးသွင်းမမှန်ဘူးယောနိသောမနတိကာရရှိမနေဘူးဆိုရင်တော့ကုသိုလ်ဖြစ်เสียကောင်းတဲ့အနေအထားမျိုးမှာတောင်မှအကုသိုလ်ဖြစ်နိုင်ဘယ်လောက်အရေးပါလဲနော်နှလုံးသွင်းမှန်ကန်မှုဟာနော်ကုသိုလ်ဖြစ်ခြင်းမှာအလွန်တရာအရေးပါတဲ့အကြောင်းတရားဒီမကအာယုန်တွေကဘာပဲဖြစ်လို့နေဘလို့အတွေ့အကြုံတွေပဲတွေ့ကြုံရလို့နေနှလုံးသွင်းတာမှန်နေမယ်ဆိုလို့ရှိရင်အဲ့ဒါကုသိုလ်ဖြစ်နိုင်နှလုံးသွင်းမမှန်ဘူးဆိုလို့ရှိရင်ပြမကအာယုန်တွေဘလောက်ကောင်းကောင်းနော်ဘလို့အခြေအနေကောင်းနေတယ်ပဲတွေ့ရကြုံရအကုသိုလ်ဖြစ်နိုင်တယ်အဲ့တော့ကုသိုလ်ဖြစ်ခြင်းအကုသိုလ်ဖြစ်ခြင်းမှာအဓိကကဘာလဲလို့မင်းအဲ့ဒီယောနိသောမနတိကာရရှိခြင်းမရှိခြင်းပဲလက်ခံကြမယ်ထင်ပါတယ်နော်အဲ့ဒီယောနိသောမနတိကာရရဲ့အကြောင်းကိုဒီကနေ့ညအရင်နဲ့ပြောပြမယ်ပေါ့နော်ဒီဒေသနာမှာမြတ်စွာဘုရားကယောနိသောမနတိကာရကိုဘယ်လိုဟောလဲဆိုတော့ကိုယ့်ရဲ့စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာမဖြစ်မနေအသုံးပြုရမယ်လက်နက်ဖြစ်တယ်လို့ဟောတယ်နော်စိတ်ကိုဆုံးမတဲ့နေရာမှာယောနိသောမနတိကာရမပါဘဲနဲ့ဆုံးမလို့မရအောင်အဲ့ဒီရှုတော်ကနေမြတ်စွာဘုရားဒီဒေသနာလေးကိုဟောတာအဲ့တော့ဦးဇင်းကဒီယောနိသောမနတိကာရရဲ့စွမ်းရည်တတိကိုပြောမယ်ဆိုတော့ဒီစိတ်ကိုဆုံးမတဲ့နေရာမှာသူဟာအစွမ်းထက်တဲ့လက်နဲ့ဖြစ်တယ်ဆိုတဲ့စကားနဲ့ဆက်ပြီးတော့စိတ်ဟာဘလို့သဘောရှိလဲနော်စိတ်ကိုဆုံးမဖို့လိုအပ်တယ်ဆိုတဲ့နေရာမှာဘာကြောင့်ဆုံးမဖို့လိုအပ်တာလဲအဲ့ဒီကစပြီးတော့ပြောကြည့်ခြင်းနဲ့ပေါ့နော်ဘုရားတို့ဓမ္မပဒပါဠိတော်စိတ်တဝတ်ထဲမှာစိတ်နဲ့ပတ်သက်ပြီးတော့ဒေသနာတွေအများကြီးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီတဲကဂါထာတစ်ပုဒ်ဘာဟောပြထားလဲဆိုတော့ဒုံနိဂဟတလဟုနောယထကာမနိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တံဒန္တံဒုက္ခဝဟံဒီဂါထာလေးမှာမြတ်စွာဘုရားစိတ်ရဲ့သဘာဝလေးကို၃မျိုးပြောပြတယ်စိတ်ဆိုတာတဲ့ဒုံနိဂဟတနိုင်ဖို့ခက်တယ်တဲ့သူ့ကိုပိုင်နိုင်ကင်တွယ်ဖို့ခက်တယ်တဲ့နှိမ်နှင်းဖို့မလွယ်ဘူးစိတ်ဟာတောင်းကျမ်းတယ်ဆိုးသွမ်းတယ်နော်ဒုံနိဂဟတသူ့ကိုဆုံးမဖို့နှိမ်နှင်းဖို့မလွယ်ဘူးခက်တယ်တဲ့ဒါလိုတိုင်းမှာဒီခံစားချက်ရှိမယ်နော်ကောင်းတယ်ထင်ပြီးတော့မလုံနိုင်ဘူးမကောင်းဘူးလို့သိပါရဲ့နဲ့စိတ်ကိုမနိုင်လို့လုံမိတာရှိတယ်နော်စိတ်ဟာဘယ်လောက်ကင်တွယ်ဖို့ခက်လဲဆိုတာလေးနော်သိတယ်နော်အသိတရားရှိတယ်ဒါကောင်းတယ်နော်သိပါလေနဲ့စိတ်ကိုမနိုင်လို့မလုံနိုင်မပြောနိုင်မတွေးနိုင်ဒါမကောင်းဘူးသိတယ်သိပါလေနဲ့စိတ်ကိုမနိုင်လို့လုံမိတယ်ပြောမိတယ်တွေးမိတယ်ဒါတွေမရှိဘူးလားရှင်းနော်ဒါကြောင့်စိတ်ဆိုတာဒုံနိဂဟတနိုင်ဖို့အလွန်ခက်တယ်တဲ့ပြီးတော့ဗာပြောတော့လဟုနောတဲ့အလွန်လဲမြန်ဆန်ဖြစ်တတ်တဲ့သဘောရှိတယ်ခုတစ်မျိုးတော်ကြတစ်မျိုးဆိုတာသူမအစ်စ်ပဲဟုတ်လားအခုကောင်းကောင်းဖြစ်နေတယ်ပြီးရင်ဘယ်ချိန်မကောင်းတာဖြစ်လိုက်မှတော့ကိုမသိဘူးဘုရားဝတ်တက်နေရင်လည်းပဲမဟုတ်တာတွေးရင်တွေးမိနေတာပဲနော်ကောင်းတာတွေလုပ်နေရင်လည်းမကောင်းတာတွေကရောက်နေတာတကားလေးနော်တော်တော်ကိုဇလန်းကြီးရှည်သွားမှငါတော်တော်မဟုတ်တာတွေတွေးမိနေပါလားလို့သိတာညံ့တယ်နော်သူဟာလှစ်ကနေနေတယ်ကောင်းတာလုပ်ရင်မှမကောင်းတာကိုတွေးတာမဟုတ်ဘူးမကောင်းတာတွေလုပ်ရင်လည်းကောင်းတဲ့နေရာရောက်ချင်လေရောက်နေတာခမန်းခက်တယ်နော်လူကမကောင်းတဲ့နေရာရောက်နေပြီမလို့စိတ်ကကောင်းတာတွေးရင်လည်းတွေးနေမိတယ်ဟုတ်လားအယမ်းမြန်တယ်ပေါ့နော်လဟုနောမြန်တယ်နောက်ဖြစ်ချင်းပြည့်ချင်းဖြင့်လည်းပဲမြန်တယ်အပြောင်းလဲအဖြစ်လည်းပဲမြန်တယ်ဒါကိုပြောတာနော်နိုင်ဖို့ခက်တယ်အလွန်လည်းမြန်တယ်ပြီးတော့ဗာပြောတော့ယထာကာမနိပါတိနောတဲ့သူရောက်ချင်တဲ့နေရာကိုရောက်သွားတဲ့သဘောရှိတယ်တဲ့စီကံမရှိဘူးဗျံပဒါဆန်တယ်နော်ဒီနေရာကငါမတွေးသင့်ဘူးတို့ဒီလိုအတွေးမျိုးငါအရွယ်နဲ့ငါအခြေအနေနဲ့မဖြစ်သင့်ဘူးမတွေးသင့်ဘူးမကြံသင့်ဘူးအဲ့လိုမျိုးနော်နှိုင်းရှင်တဲ့သဘောစဉ်းစားဆင်ခြင်တဲ့သဘောကင်းတယ်ပေါ့သူရောက်ချင်ရောက်သွားတာပဲကိုရောက်သွားတဲ့နေရာကိုလည်းဘယ်သူမှသိနိုင်တာမဟုတ်တဲ့အတွက်ကြောင့်အရင်လည်းလွတ်လပ်တဲ့သဘောရှိတယ်လို့လည်းပဲထင်ရှားရှိတယ်ပေါ့နော်တွေးကြတယ်တွေးတာအောင်မသိတော်တဲ့နေရာကိုနော်ခဏရောက်တဲ့သဘောရှိတယ်ဟုတ်လားစိတ်ရဲ့သဘာဝ၃ချက်ပြောတယ်နော်ဒုံနိဂဟတနိုင်ဖို့ခက်တယ်လဟုနောအလွန်မြန်တယ်ယထာကာမတိပါတိနောရောက်ချင်တဲ့နေရာကိုဗျံမတာရောက်သွားတဲ့သဘောရှိတယ်တင့်တော်ဤမတင့်တော်ဤဝေဘာနှိုင်းချိန်တာတွေဘာမှမရှိဘူးတဲ့စိတ်ရဲ့သဘောအဲ့လိုလေးမြတ်စွာဘုရားစိတ်ရဲ့သဘာဝလေးကိုပြောပြပြီးတော့ပါတိုက်တွန်းထားတော့စိတ်တတဓမ္မထောတာတို့စိတ်တတအဲ့လိုသဘောရှိတဲ့စိတ်ကို
နော်ဓမ္မထောယဉ်ကျေးအောင်ဆုံးမခြင်းဒီတာတို့ကောင်းတယ်တဲ့နော်စိတ်ကိုယဉ်ကျေးအောင်ဆုံးမရင်အလွန်ကောင်းတယ်တဲ့ဒီနေရာမှာစိတ်ယဉ်ကျေးတယ်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲဒါတော့နားလည်ဖို့လိုတာနားတော့လေပြီးသားဖြစ်မလို့ထင်အခုဘုရင်ပြောမဲ့တရားစကားတွေကိုပေးတဲ့တို့အကုန်လုံးကြားဖို့ပြီးသားနားလည်ပြီးသားဖြစ်မှာတွေကြီးပဲလို့ဦးဇင်းကထင်ပါတယ်ဒါနဲ့ဘာလို့ပြောရတာတော့ဘုံဘုံတို့ကဘာလို့ပြောရတာလဲဆိုတချို့သိတာလေးတွေကမေ့နေတယ်ဟုတ်လားနော်ပြန်ပြီးတော့မစင်သားမိတာရှိတယ်နော်အဲ့တော့တချို့တရားဒေသနာကမသိသေးတာကိုသိအောင်ပြောတာရှိတယ်တချို့ဟာသိပြီးသားကိုထပ်ပြီးတော့သတိရအောင်ပြောရတာရှိတယ်နော်အပမဒိနာတမ္ပါဒိဋ္ဌဆိုတဲ့အဆုံးအမကိုမြတ်စွာဘုရားနေတိုင်းဟောတယ်လို့ကြားဘူးတယ်မဟုတ်လားဘာလို့နေတိုင်းဟောတာမေ့နေလို့ဟုတ်လားမနေ့ကဟောပြီးသားပဲလေဒီနေ့ကလည်းဟောပြီးသားသိတာပေါ့ဟုတ်လားသိပြီးသားဘာလို့ထပ်ဟောတာတော့မေ့နေလို့နော်သူ့ကိုသတိပေးတာဟုတ်လားဒါအရေးပါတဲ့စကားထပ်ခါပြောရတဲ့သဘောရှိတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်တရားတွေကတော့သိပြီးသားတွေကြီးပဲနော်သို့တော်လည်းပဲဘာလို့ဖို့လို့တော့အမှတ်ရဖို့လိုတယ်စဉ်းစားမိဖို့လိုတယ်ဟုတ်လားဟိုခွေဝနာတာနဲ့ဘုန်းကြီးကရှေ့ကထိုင်ပြောတာကိုနားထောင်တာလည်းပဲခံစားချက်ချင်းတော့ချွတ်ချွတ်ကြီးမတူနိုင်ဘူးနော်အဲ့ဒါလည်းဟုတ်လားနော်အေးအဲ့တော့ဦးဇင်းတို့အခုပြောတာတွေအလုံးနားလည်ထားကြပြီးသားများမှာပါနော်ခုဒီမှာမြတ်စွာဘုရားကစိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမခြင်းဒီကောင်း၏လို့ပြောတယ်နော်အဲ့တော့စိတ်လိမ္မာတယ်စိတ်မလိမ္မာဘူးစိတ်ယဉ်ကျေးတယ်စိတ်မယဉ်ကျေးဘူးဆိုတာဘာကိုပြောတာတော့လောဘဒေါသမောဟနဲ့တကွဖြစ်တဲ့စိတ်ကိုမလိမ္မာတဲ့စိတ်ရိုင်းဆိုင်တဲ့စိတ်လို့ပြောတယ်နော်အလိုဆန္ဒတွေဖြစ်နေတဲ့အချိန်မကျေနပ်မှုတွေဖြစ်နေတဲ့အချိန်တွေ့ဝေနော်မိုက်မဲနေနေတဲ့အချိန်နော်သတိမပါညာပါပဲနဲ့ဖြစ်လို့ဤနေနေတဲ့အချိန်မောဟနဲ့နေအဲ့ဒါပါလေရိုင်းဆိုင်တဲ့စိတ်ပေါ့နော်မလိမ္မာတဲ့စိတ်နော်အလောဘအဒေါသအမောဟနဲ့ရှင်တဲ့စိတ်ကိုဒါယဉ်ကျေးတဲ့စိတ်လိမ္မာတဲ့စိတ်လို့ခေါ်တာဆွန့်လွတ်မှုနဲ့ရှင်တဲ့စိတ်ပေါ့နော်မလိုချင်ဘူးမရချင်ဘူးမဖြစ်ချင်ဘူးဘဝကိုနားလေတယ်ဒါတွေကကောင်းတဲ့အရာတွေမဟုတ်ဘူးလို့နားလေပြီးတော့ဆွန့်လွတ်နိုင်တဲ့သဘောနော်ရချင်လိုချင်တဲ့စိတ်မပါဘူးရချင်လိုချင်တာရချင်လိုချင်လောက်အောင်ကောင်းတဲ့အရာဘာမှမရှိဘူးလို့ तू နားလေတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ပြီးတော့ဘာလို့အဒေါသမေတ္တာသဘောတတ္တဝါတွေပေါ်မှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့မကျေနပ်တာစိတ်တိုင်းမကြတာမရှိဘူးနားလေတယ်ကောင်းစေခြင်းနဲ့ဟုတ်လားအမောဟဘဝခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းသိတယ်မှန်မှန်သိတယ်နော်ဒီလိုမျိုးအလောဘဆိုတဲ့စွန့်လွတ်လိုတဲ့စိတ်နဲ့ရှင်တဲ့အဒေါသဆိုတဲ့မေတ္တာနဲ့ရှင်တဲ့အမောဟဆိုတဲ့ပညာနဲ့ရှင်တဲ့ဒီလိုစိတ်မျိုးကိုဘယ်လိုပြောမှာတော့လိမ္မာတဲ့စိတ်ယဉ်ကျေးတဲ့စိတ်တနည်းအားဖြင့်အရှိတွေးရှိတဲ့စိတ်အဲ့တော့မြတ်စွာဘုရားရိုင်းဆိုင်တဲ့စိတ်ဟာတော့ကောင်းကျိုးချမ်းသာကိုမဖြစ်စေနိုင်ဘူးလိမ္မာယဉ်ကျေးတဲ့စိတ်ဟာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်ဆိုတာကိုဒါလိုက်ဘယ်လိုနားလဲရမလို့လောဘဒေါသမောဟနဲ့တကွဖြစ်တဲ့စိတ်သည်မချမ်းသာစေဘူးဆင်းရဲစေတယ်အလောဘအဒေါသအမောဟနဲ့တကွဖြစ်တဲ့စိတ်သည်ချမ်းသာစေတယ်မဆင်းရဲစေဘူးဒါကြောင့်မလို့စိတ်ကိုလိမ္မာယဉ်ကျေးအောင်ဆုံးမခြင်းဟာကောင်းတယ်လို့ပြောတာစိတ်တတ္တဓမ္မထောတာတို့နော်စိတ်ကိုလိမ္မာယဉ်ကျေးအောင်ဆုံးမခြင်းဒီကောင်းတယ်ဘာကြောင့်လို့အကြောင်းပြချက်ပါတယ်ကဲ့ရဲ့ပဲစိတ်တန်ဒန္တံဒုက္ခဝဟဒန္တံဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်သည်ဒုက္ခဝဟကောင်းကျိုးချမ်းသာကိုပေးလိမ့်မယ်တဲ့ဟောချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်အကောင်းဆုံးနည်းလမ်းကိုလည်းသိရတယ်လို့မဆိုနိုင်ဘူးလားနော်ချမ်းသာခြင်းနဲ့ဆိုရင်ဘာလို့အောင်လို့စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမမှာနော်ဟုတ်လားအတပုံမှန်အခြေအနေတိုင်းနေတဲ့စိတ်ကတော့လိမ္မာယဉ်ကျေးတဲ့စိတ်မဟုတ်ဘူးနော်အနည်းဆုံးတော့အမှန်မသိမှုနဲ့တွေ့ဝေကြီးနေနေတာများတယ်လူချင်းစရာကောင်းတဲ့အောင်နဲ့တွေ့ရင်လောဘနဲ့တောက်လျှောက်ရိုင်းမှာပဲနော်မကျေနပ်စရာကောင်းတဲ့အောင်နဲ့တွေ့ရင်ဒေါသနဲ့တောက်လျှောက်ရိုင်းမှာပဲဟုတ်လားမပွေးများမဟောက်များထိလိုက်တာနဲ့တခါတည်းထောင်တက်လာသလိုပေါ့နော်စိတ်ကမောဟနဲ့နေတယ်လူချင်းစရာကောင်းတဲ့အောင်နဲ့တွေ့တာနဲ့သင်စရာမလိုဘူးပြင်ဆင်စရာမလိုဘူးကြိုးစားစရာမလိုဒိုင်းဆိုလောဘတန်းဖြစ်တယ်ဒါလူတိုင်းဒီခံစားချက်ရှိတယ်နော်မကျေနပ်စရာကောင်းတဲ့အာယုံမြင်လိုက်ရတာနဲ့ကြားလိုက်ရတာနဲ့တွေးမိတာနဲ့ဘာဖြစ်တော့ဒေါသတန်းဖြစ်တယ်အဲ့ဒါဘာဖြစ်တာတော့ရိုင်းတာပေါ့နော်ဟုတ်လားအဲ့ဒါပုံမှန်နေနေကျုပ်တို့စိတ်ကရိုင်းတာနော်ရေများလောင်းချလိုက်တယ်ဘာနဲ့မှအတားရှိလို့မထားဘူးဆိုသူဘယ်စီးသွားအောင်လဲနေရပဲစီးသွားမှာနော်သူ့ကိုထိန်းနိုင်သိမ်းနိုင်ဖို့မလိုဘူးလားလို့တယ်စိတ်ရဲ့သဘောကလည်းဒီတိုင်းပဲဒီတိုင်းသာထားလိုက်သိကြတယ်သူမကောင်းတဲ့နေရာရောက်သွားလိမ့်မယ်ဟုတ်လားဒါကြောင့်ဒီစိတ်ကိုဘာလို့ဖို့လို့တော့ဆုံးမဖို့လိုတယ်တဲ့ဆုံးမလို့ရှိရင်စိတ်ရင်ကျေးလာမယ်ရည်သွေးရှိလာမယ်အဲ့ဒါဆိုရင်အဲ့ဒီလိုစိတ်ကချမ်းသာဒုက္ခကိုဖြစ်စေလိမ့်မယ်လို့မြတ်စွာဘုရားဟောတယ်ဒါကြောင့်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာစိတ်တံဘိက္ခဝေဒန္တမဟာတောအထာယတံဝတ္တတိဒ
ဒန္တံဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တံစိတ်သည်မဟာတော်ကြီးကျယ်စွာသောအထာယအကျိုးစီးပွားအလုံးငါသံဝတ္တိဖြစ်တယ်တဲ့ဆုံးမထားတဲ့စိတ်ကအများကြီးအကျိုးရှိအောင်ဖန်တီးလိမ့်မယ်စိတ်တံဘိက္ခဝေအဒန္တံမဟာတော်အနတ္ထာယသံဝတ္တိအဒန္တံမဆုံးမသဖြင့်မယဉ်ကျေးသောရိုင်းဆိုင်သောစိတ်တံစိတ်သည်မဟာတော်ကြီးကျယ်စွာသောအနတ္ထာယအကျိုးမဲ့ခြင်းလုံးငါသံဝတ္တိဖြစ်တယ်တဲ့ပြစ်ထားမယ်ဆိုရင်တော့ဒီစိတ်ကအများကြီးအကျိုးမဲ့တွေကိုလုံးလိုက်မယ်လို့ပြောတာဟုတ်လားဒါကြောင့်သောတော်ဓမ္မပဒဂါထာလေးကိုပြန်မှတ်မယ်နော်စိတ်ရဲ့သဘာဝဘယ်နှမျိုးပြောတော့၃ချက်ဒုံနိဂဟတနိုင်ဖို့ခက်တယ်လဟုနောအလွန်မြန်တဲ့သဘောရှိတယ်ယထကာမနိပါတိနောရောက်ချင်တဲ့နေရာကိုရောက်သွားတဲ့သဘောရှိတယ်အဲ့ဒီလိုစိတ်ကိုနော်ဘာလို့ရမလို့ဆုံးမနိုင်မယ်ဆိုရင်ဒါအလွန်ကောင်းတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဆုံးမထားတဲ့စိတ်ဟာချမ်းသာဒုက္ခကိုဖြစ်စေမှာမဟုတ်လို့အဲ့တော့ဒီဒေသနာလေးကိုမြတ်စွာဘုရားဘာဖြစ်လို့ဟောရတာတော့ဟောရခြင်းရဲ့အကြောင်းတည်တဲ့ဝတ္ထုလေးရှိတယ်အဲ့ဒါလေးနဲ့ရှင်းပြီးတော့ပြောရင်ဒေသနာလေးကပို့ပြီးတော့အရသာပေါ်မယ်ပေါ့နော်အဲ့ဒီအကြောင်းဝတ္ထုလေးကလည်းပေတတို့တရားနာတဲ့ရင်းတဲ့လူတွေဆိုရင်တော့ကြားဘူးရတာပဲဖြစ်မယ်သို့တော့လိပ်ပတ်လေအောင်တော့ပြောမှဖြစ်မယ်ပေါ့နည်းနည်းဟုတ်လားဒီဂါထာလေးကိုမြတ်စွာဘုရားဘာဖြစ်လို့ဟောတာလဲဆိုတော့ဂါထာပါမှာမြတ်စွာဘုရားလက်ထက်ကယဟန်တော်ပါ60လောက်မြတ်စွာဘုရားထံကနေကမ္မထံတရားတောင်းပြီးတော့နော်စိတ်ညင်ရရက်ကိုချင်းကပ်ပြီးတော့တရားကိုစောက်ချပြီးတော့ဆိုတော့လုံမယ်ဆိုတဲ့စိတ်နဲ့မြတ်စွာဘုရားနာမတောင်းသူတို့မနေဘူးတောရက်ကိုထွက်သွားကြတာအဲ့ဒါဦးဇင်းတို့နော်တောဇက်ကလေးတောင်ချီရင်မှာရွာကြီးတွာရှိတယ်အဲ့ဒီရွာကအုပ်ချုပ်တဲ့ရွာတကြီးကနော်မာတိကလို့အမည်ရတယ်သူ့ရဲ့အမေကိုမာတိကမာတာပေါ့ဒီလောက်ပြောလိုက်ရင်ပြည်သူတို့ကြားဖို့မယ်ထင်တယ်နော်အိန္ဒိယရဲ့ထုံးစံကသားရဲ့အမေဆိုတာမအေးရဲ့နာမည်ဖြစ်နေတာရှိတယ်နန္ဒမာတာနန္ဒရဲ့အမေကြားဦးတယ်နော်နန္ဒမာတာတက္ကမကြီးကြားဦးတယ်ဟုတ်လားအခုဘယ်လဲပါတော့မာတိကမာတာမာတိကရဲ့အမေပေါ့နော်အဲ့ဒီရွာကိုအဲ့ဒီရဟန်းတော်တွေရောက်တဲ့အခါကျတော့ရဟန်းတော်တွေကိုကြည်ညိုတို့အဲ့ဒီတက္ကမကြီးကရှင်ဘုရားတို့ဘယ်ကြွကြမှာတော့ဘယ်လိုရွေချက်နဲ့လာကြတာတော့ငါတို့တင့်တော်ရာစိတ်နေရာရက်ကိုရှာဖွေပြီးတော့တရားဘာဝနာလုပ်အားထုတ်မယ်ဆိုတော့ထွက်လာကြတာပဲဘယ်နေရာကြွမှာတော့ဆိုတော့ရီမှန်းချက်ကတော့အဲ့ဒါပဲဘယ်နေရာလို့တော့သတ်မှတ်ချက်မရှိသေးဘူးဆိုတော့တက္ကမကြီးကသဘောပေါက်တယ်အဲ့ဒါနဲ့ရွာနဲ့မနီးမဝေးတောထဲမှာတပားနေကြောင်းလေးတွေတော့သူသားကရွာတကြီးဆိုတော့သူမြန်းမြန်းဆန်ဆန်ဖန်တီးပေးနိုင်တာသူလှူတာပေါ့အဲ့ဒါနဲ့ရဟန်းတော်60လောက်အဲ့ဒီရွာကိုအမိပြုတ်ပြီးတော့တရားထုတ်ပြီးတော့နေကြတာသာဝါဆိုတော့မယ်ဆိုတော့နော်မထေရကြီးဖြစ်တဲ့အကြီးဆုံးရဟန်းတော်ကြီးကစုံမတာပေါ့နော်ငယ်တဲ့ရဟန်းလေးတွေသူကပါလာတဲ့ရဟန်းတော်တွေကိုအရှင်တို့တဲ့မိမိရောနေခြင်းဖြင့်မြတ်စွာဘုရားကိုမနှစ်သိမ့်စေနိုင်ဘူးတဲ့မြတ်စွာဘုရားကိုကျင့်တတ်မှုမရစေနိုင်ဘူးတဲ့မြတ်စွာဘုရားဆိုတာသူ့ရဲ့နောက်ကနေဖွားချေချက်ထက်ချက်မကွာလိုက်နေုံများနဲ့ကျင့်တတ်တော်တာမဟုတ်ဘူးသူဟောတဲ့အတိုင်းကျင့်ကြံကြိုးကိုအားထုတ်မှသာလေမြတ်စွာဘုရားကိုကျင့်တတ်မှုရစေနိုင်လိမ့်မယ်ဒါကြောင့်မိမိရောမနေသင့်ဘူးမိမိရောနေမယ်ဆိုလို့ရှိရင်လည်းပဲအပေလေးပုံဟာကိုယ့်ရဲ့အိမ်လိုတကားဟင်းလင်းပွင့်နေလိမ့်မယ်သူပြောတဲ့စကားလေးတွေကကောင်းတယ်နော်ဒါကြောင့်မလို့တို့ဒီချိန်ကစပြီးတော့ညနေခင်းမှာမထေရကြီးတွေကိုချင်းကပ်တဲ့အချိန်ဟုတ်လားမနှုတ်ခင်းဆွမ်းကန်ထွက်တဲ့အချိန်ဒီအချိန်မဲ့တို့အတူတူနေကြမယ်ပေါ့ကျန်တဲ့အချိန်တွေမှာနှစ်ပါးအတူတူတောင်မနေဘူးတစ်ပါးချင်းပဲနေရမယ်နဲ့ဆွမ်းကန်ထွက်တဲ့အချိန်အတူတူရှိမယ်ညနေခင်းမှာအကြီးဆုံးမထေရကြီးကိုချင်းကပ်ပြီးတော့ဩဝါဒခံယူတဲ့အခါမျိုးတော့ဆွေးနွေးတဲ့အခါမျိုးမှာရှိမယ်ကျန်တဲ့အချိန်တွေမှာအတူတူမနေရအောင်စကားလည်းမပြောဖြစ်တော့ဘူးနော်တရားကိုစောင့်ချပြီးတော့လုပ်မယ်ပေါ့အဲ့တော့တကယ်လို့ကျမ်းမာရေးတစ်ပါးပါမကောင်းဘူးဆိုရင်တော့ဟောဒီကြောက်စီကိုထိုးလိုက်ရင်အကုန်လုံးစုဝေးကြရမယ်ဆိုတော့ကျောင်းလေးတွေရဲ့အလဲကောင်မှာကြောက်စီထားတာအဲ့လိုဂရိကိုထားပြီးတော့အပြင်းထန်အားထုတ်ကြတော့အဲ့တော့ဒီနေ့တော့အဲ့ဒီမာတိကမာတာဒကမာကြီးကငါသားယဟန်တော်တွေတော်တယ်မှာဘလို့များနေကြလဲမသိဘူးဆိုပြီးတော့သူရောက်လာတယ်ကျောင်းရောက်လာတော့တပားမတွေ့ဘူးအကုန်လုံးကကိုတပ်ပါရဖြစ်မဲ့နေရာလေးကိုတပားချင်းတီသွားပြီးတော့အားထုတ်နေကြတာအဲ့ဒါနဲ့ဒီကျောင်းမှာရှိတဲ့ကပ္ပိယကိုမေးတော့ကပ္ပိယယဟန်တော်တွေကိုဖူးကျင်လို့ရှိရင်ရတယ်ခုချိန်မှာတော့တပားချင်းနေတာဒါပေမဲ့ကြောက်စီထိုးလိုက်ရင်တော့အကုန်ရောက်လာကြတာအဲ့ဒါနဲ့ကြောက်စီကိုထိုးလိုက်တော့အပါ60လုံးအကုန်ရောက်လာအဲ့တော့မေတော်ကြီးကဘာပြောလို့ဆိုတော့အရှင်ဘုရားတို့တဲ့ခိုက်ရံမြန်ဖြစ်ထားကြသလားပေါ့ဘာလို့တူတူမနေကြတာတော့နော်စိတ်ဝမ်းနေမြန်ကွဲနေကြလားပေါ့အဲ့တော့ငါတို့စိတ်ဝမ်းကွဲနေတာမဟုတ်ဘူးတို့ဒါယဟန်တရားကိုအထုတ်နေတာအဲ့တော့ယဟန်တရားဆိုတဲ့အတန်လေးကို तू ကြားရင်အဲ့တော့ယဟန်တရားဆိုတာဘာတော့ယဟန်နေအထုတ်တဲ့တရားဆိုတာဘာတော့ပေါ့
တက္ကမကြီးကမေးတာဒါသာသနာခေတ်ဦးကာလဆိုတော့ तू သိမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ယဟန်တရားဆိုတာတဲ့ဒီခန္ဓာကိုယ်ကြီးရဲ့ရုပ်ပိုင်းဆိုင်ရာတိဆောက်ထားတဲ့32မျိုးသောကုဋ္ဌာသတို့ရဲ့အစုအဝေးနော်ဆံမေမွေးခြင်းခြေသီးလက်သီးသွားရည်ဒီလိုသိပါနော်အယိုးကိုအမာခံနေရာမှာထားပြီးတော့အကျိုးနဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကျန်ပြီးတော့အရည်သူရေပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအင်ကြီးထဲမှာကောင်းထဲမှာအုံနောက်တွေရှိမယ်။ရင်ကောင်းပိုင်းမှာအစုံတဲ့နှလုံးရှိမယ်။ဝမ်းပိုက်ထဲမှာအသေးအစာကြီးစနစ်ဖြစ်တဲ့ဦးတို့ဟုတ်လားအစာသေးအိမ်တို့အစာဟောင်းအိမ်တို့ဒါတွေရှိမယ်ပေါ့နော်။အဲ့ဒီ32မျိုးသောကုဋ္ဌာသကိုအဖာမှာနှလုံးသွင်းဆင်ခြင်ပြီးတော့ရွတ်ဆိုရွတ်အံတရစေပြီးတော့မဒါပါသေးရဲ့နော်။ဒါပုဂ္ဂိုလ်တ attva မဟုတ်ဒါသဘာဝတရားရဲ့အစုအဝေးလို့အဲ့လိုနားလည်အောင်လုပ်ပြီးတော့ဒီခန္ဓာရဲ့တည်မြဲမှုမရှိတဲ့သဘာဝကိုနော်စဉ်းစားဆင်ခြင်နှလုံးသွင်းတာကိုယဟန်တရားလို့ခေါ်တယ်နှစ်ချက်ပြောတယ်အဲ့ဒီထဲမှာဟုတ်လား32မျိုးသောကုဋ္ဌာသကိုနားလည်အောင်လုပ်ပြီးတော့စဉ်းစားဆင်ခြင်တယ်ပြီးတော့ဒီခန္ဓာကိုယ်ရဲ့တည်မြဲတဲ့သဘောမရှိတဲ့သူကြတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဆိုတော့နာမ်ပိုင်းဆိုင်ရာတွေကပါသွားတာပေါ့နော်အဲ့ဒီလိုဒီယုတ်ဒီနဲ့ဒီခန္ဓာရဲ့နော်သဘာဝတရားကိုအမှန်ကန်သိအောင်ကြိုးစားအထောက်တာကိုဘာလို့ခေါ်လို့ယဟန်တရားလို့ခေါ်တယ်အဲ့တော့ဓမ္မကြီးကအဲ့ဒီယဟန်တရားကယဟန်တွေပဲအထုတ်လို့ရတာလားတဲ့တပည့်တို့အထုတ်လို့မရဘူးလားတဲ့အဲ့တော့အကြည့်ဆုံးမထေရဓမ္မကြီးတို့လည်းအထုတ်လို့ရပါတယ်ဟောအဲ့လိုဆိုရင်တပည့်တို့ကိုသင်ပေးပါဦးအဲ့ဒါနဲ့ယဟန်တွေကသူ့ကိုသင်ပေးတာနော်32ကုဋ္ဌာသသင်မရရင်နော်အောင်ဆိုတချို့ကုဋ္ဌာသတွေကကိုမမြင်ဘူးလေဟုတ်တယ်မဟုတ်လားနော်ကြောက်ကဆိုလို့ရှိရင်မြင်မှုတဲ့လူရှားမယ်ပေါ့ဟုတ်လားဆရာဝန်တွေပါတွေတော့သိမှာပေါ့နော်ဟုတ်လားအဲ့တော့ဒါကိုဘာလို့ဖို့လို့တော့သင်ဖို့လိုတယ်နော်ဒီကုဋ္ဌာသကဘယ်အယောင်ရှိတယ်နော်ဘယ်လိုပုံသဏ္ဍာန်ရှိတယ်သူ့ရဲ့တရားကဘယ်နာမှာစနစ်တကျမြတ်စွာဘုရားသင်ရမယ်လို့ဟောတယ်ဟုတ်လားအဲ့ဒီကုဋ္ဌာသကိုသင်ပေးပြီးတော့ဘာလို့တာတော့ဒီဦးဇင်းတို့ခန္ဓာကိုယ်ကမျက်စိနာနာလျှာကိုယ်စိတ်နော်အကြည်တဲ့6မျိုးနဲ့တိဆောက်ထားတာ哦ပြင်မဲ့မှာလည်းပဲဒီအကြည်တဲ့အာယုံ6အကြည်တဲ့နဲ့တွေ့နိုင်တဲ့နော်အာယုံ6မျိုးရှိနေတယ်ဟုတ်လားအဲ့တော့သူ့ဓာရသူ့အာယုံတိုက်တိုင်းဒီခန္ဓာအိမ်မှာမီးပွင့်တယ်လို့မျိုးပေါ့နော်မိကကြောက်နဲ့တရားနဲ့ခတ်လိုက်တိုင်းမီးပွင့်တယ်လို့မျိုးမျက်စိမှာမြင်သိစိတ်ဆိုတာပွင့်ထွက်လာတယ်အယောင်နဲ့ဒီကအကြည်တဲ့နဲ့တွေ့တဲ့အခါဒါပါလို့အယောင်ကိုသိတာဟုတ်လားသာသိတာတော့အယောင်ပဲသိတာပဲပြီးရင်စိတ်ထဲကဒါဘယ်သူပဲဝါလို့ဆိုတာစိတ်ထဲကထပ်ပြီးတော့ဖြစ်လာတဲ့ကိစ္စပေါ့နော်အဲ့လိုပဲကြားတဲ့စိတ်အနတ်အရာသာအတွေ့အထိအတွေ့အကြံဒီဟာသိတဲ့စိတ်ဝိညာဏတ္တ6ပါးပေါ့နော်ဒါပေးသလိုကျွမ်းကျင်မိတာဖြစ်မလို့ထင်ပါတယ်ဟုတ်လားအဲ့တော့ဒီဖြစ်နေတဲ့သဘာဝတွေကိုသင်ပေးတာဟုတ်လားမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ရှိတယ်စိတ်ရှိတယ်ဒီဘက်မှာအာယုံ6ပါးရှိတယ်တွေ့တိုင်းမြင်မှုကြားမှုနားမှုစားမှုထိမှုတွေးမှုဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ခံစားမှုဆိုတာဖြစ်တယ်တွေးတာတော်တာပြန်လဲတုံ့ပြန်တာစိတ်ထဲမှာအလုပ်လုပ်တာပေါ့နော်ဒါပါလေဒီခန္ဓာရဲ့သဘာဝပေါ့အဲ့ဒါရဲ့အနိစ္စသဘာဝကိုလည်းပဲဘာလို့ပြီးတော့သင်ပေးတာဟုတ်လားအဲ့လိုသင်ပေးတော့ဒကမာကြီးကသဘောကျပြီးတော့အင်းရောက်တော့အာထုတ်တယ်အာထုတ်တော့တိတ်မကြဘူးအဲ့ဒီဝါတွင်ခတ်စောသောပဲအဲ့ဒါသူသုံးမဲ့သုံးဖို့ရတယ်နော်အနာဂံဖြစ်တယ်အနာဂံကရိုးရိုးအနာဂံမဟုတ်ဘူးတဲ့နော်ဇံဘိညာဉ်နဲ့တကွပြည့်စုံတဲ့အနာဂံဖြစ်တယ်သူတော်ရဲ့စိတ်ကြံကိုသိတယ်တကူဖန်ဆင်းမှုကိုပြီးစီးစေနိုင်တယ်အဲသူရဲ့ပါရမီပါလာတယ်တွေလည်းရှိမယ်ပေါ့နော်အဲ့ဒါနဲ့သူကဇံပင်ញင်ရတဲ့အခါကျတော့အော်ဒီဟန်နေကြောင်ငါမှဒီလိုတရားလူတရားမြတ်ကိုရတယ်ဒါငါကြည်လို့ရှင်နေပဲဆိုစဉ်းစားရင်းနဲ့ကြည်လို့ရှင်နေရောဘယ်လိုရှိတုံးလို့လှမ်းပြီးတော့စိတ်နဲ့လှမ်းကြည့်တဲ့အခါကျတော့နော်ဘာကိလေသာကိုမှမပယ်ရသေးတဲ့ပုထုဇဉ်အနေထားကိုပဲတွေ့ရတယ်ပေါ့ဟုတ်လားအဲ့တော့ဘာလို့တရားလူတရားမြတ်ကိုသူတို့မရတာတော့နော်တပည့်ရရင်ရနော်ဆရာထက်မရဘူးဖြစ်နေဟုတ်လားနော်အဲ့ဒါဘာလို့သူတို့မရတာတော့လို့စဉ်းစားလိုက်တဲ့အခါကျတော့ပုဂ္ဂလတ္တပ္ပယများမမျှလို့လားအချင်းချင်းများမတည့်လို့များလားနော်အချင်းချင်းမတည့်ရင်လည်းတရားရဖို့မလွယ်ဘူးသူ့မြင်တိုင်းမကြည်မနှက်ဖြစ်နေတာဟုတ်လားစိတ်တို့နဲ့ဒါညီညွတ်ဖို့ဟာအရင်ကြီးကြီးတယ်ဟုတ်လားဒါအလွန်အကုသိုလ်ကြီးတယ်တယောက်တယောက်မုန်းရတာမကောင်းဘူးနော်ဟုတ်လားအချင်းချင်းများမညီညွတ်ဖြစ်လို့လားပုဂ္ဂလတ္တပ္ပယမဖြစ်လို့လားမဟုတ်ဘူးပုဂ္ဂလတ္တပ္ပဖြစ်တယ်ဒါနဲ့လို့ရှိရင်နေတရားထိုင်တရားများအဆင်မပြေလို့လားအာဝတ္တတ္တပ္ပယမမျှလို့လားမဟုတ်ဘူးနေတရားထိုင်တရားလည်းအဆင်ပြေတယ်ဒါနဲ့ရင်စားရတောက်စရာအာဟာရတပ္ပယမဖြစ်လို့လားကြည့်တော့အမအဲ့ဒါသွားတွေ့တယ်တဲ့အာဟာရတပ္ပယမဖြစ်ဘူးတဲ့အဲ့ဒါနဲ့ဒီယဟန်တော်တွေကိုငါအာဟာရတပ္ပယဖြစ်အောင်လုပ်မယ်ဆိုပြီးတော့တပါးချင်းဒီရဲ့စိတ်ကိုသူကပိုင်းဖြတ်ဝေဖန်ပြီးတော့သိနိုင်တဲ့အစွမ်းရှိတဲ့အခါကျတော့သူကဘလို့ရတာလေးဘလို့အစားအစာကိုတောင့်တတယ်ဘာနဲ့တင့်တော်တယ်တောင့်တတယ်ဆိုတာလေဒီခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကိုအဓိကကြည့်မယ်လို့ဦးဇင်းထင်တယ်
ဒီဟာလည်းတော်တော်စမ်းကြယ်တဲ့ကိစ္စနော်တချို့ကဒီဟာနဲ့တဲ့တယ်တချို့ကဒီအစားအစာနဲ့မတည့်ဘူးဆိုတာရှိရနော်ဟုတ်လားစိတ်ကရည်စားကျင်တာကိုရည်ရွယ်ပြောတာမဟုတ်ခန္ဓာကိုယ်ကြီးရဲ့လိုအပ်ချက်ကိုစပြီးတော့တယောက်နဲ့တယောက်မတူဘူးနော်တချို့ကအပူစားတွေစားဘာမှမဖြစ်ဘူးတချို့ကြတော့အဖင်မပြေဘူးဟုတ်လားအများကြီးစဉ်းစားရရှိတော့ခန္ဓာကိုယ်အဆင်မပြေရင်ခန္ဓာကိုယ်အမိပြုနေတဲ့ဒီနံဓာတ်တွေစိတ်ဓာတ်တွေကလည်းအဆင်မပြေဖြစ်နိုင်တာပဲဒါကတိမ်တိမ်မွေ့မွေ့စဉ်းစားကြည့်တော့နော်အဲ့တော့ဒကမာကြီးကအဲ့ဒီအာဟာရတပ္ပါယဖြစ်အောင်အားလုံးနဲ့အဝင်ဝင်ကြဖြစ်မဲ့အစဉ်ပြေမဲ့ဟာကိုသူအမြဲတမ်းချက်ပြုတ်ပေးတယ်သူကဖန်တီးနိုင်စွမ်းလည်းရှိတာဟုတ်လားအဲ့တော့ပြောရရင်ရက်အနှဲငယ်တွင်းမှာပဲအာဟာရတပ္ပါယဖြစ်ပြီးတော့အဲ့ဒီရဟန်းတော်6ကြိတ်ကျော်ဟာအကုန်လုံးရဟန္တာဖြစ်တယ်ဟုတ်လားအဲ့ရဟန္တာဖြစ်ပြီဆိုတော့ဝါကျွတ်ပြီဆိုတော့အများသောဖြင့်ဝါကျွတ်ရဲ့မြတ်စွာဘုရားကြီးကိုပြန်ကြွကြတာများတယ်တချို့လည်းပဲတရားဒုတိယမြတ်ရခဲ့တယ်တချို့လည်းပဲရချင်မှရမယ်ပေါ့နော်အခုဒီမှာတော့တရားဒုတိယမြတ်ရတယ်ဆိုတော့အောင်မြင်မှုနဲ့ပြန်တယ်ပေါ့မြတ်စွာဘုရားကြီးကိုမြတ်စွာဘုရားကိုတရားနဲ့သွားပြီးတော့ပူဇော်ကြမယ်ပေါ့ဟုတ်လားတမြတ်စွာဘုရားကြီးရောက်တော့မြတ်စွာဘုရားဘယ်လိုတော့အရှင်ပြေကြလားချမ်းချမ်းသာသာနေခဲ့ထိုင်ခဲ့ကြလားချမ်းသာပါလေဘုရားအထူးသဖြင့်သူတစ်ပါးရဲ့စိတ်ကိုသိပြီးတော့တကယ်ကိုပဲနော်အဝင်ဝင်ကြဖြစ်အောင်လှူနိုင်တန်းနိုင်တဲ့မာတိကမာတာဒကမာကြီးကြောင့်လည်းပဲပိုးပြီးတော့သူတို့မှာချမ်းချမ်းသာသာတရားဒုတိယမြတ်ကိုမြန်မြန်ဆန်ဆန်ရခဲ့တယ်ဆိုတဲ့အကြောင်းရှောက်အဲ့ဒီမာတိကမာတာဒကမာကြီးရဲ့ဂုံကပြန့်နေပေါ့နော်ဉာဏ်တန်ခါလောကမှာဒါကြော်ကြားတယ်ပေါ့ဒကမာကြီးကကိုဘာဖြစ်ရှင်လဲဖြစ်ရှင်တာကိုသူကသိနေတယ်သိပြီးတော့ဖန်တီးပေးတယ်ဆိုတော့ဒါအလွန်ကောင်းတဲ့ကိစ္စပဲအဲ့ဒီလိုရှောက်နေတာကိုယဟန်တစ်ပါးကကြားတယ်ဒီဒကမာကြီးကသူတစ်ပါးရဲ့စိတ်ကိုသိပြီးတော့နော်လှူတာတန်းတာတယ်ဖန်တီးပေးတာတယ်အဲ့လိုဆိုငါအဲ့ဒီနေရာကိုသွားပြီးတော့ငါလည်းတရားအထုတ်လို့ရှိရင်မြန်မြန်ဆန်ဆန်ရမှာပဲပေါ့အဲ့ဒါနဲ့မြတ်စွာဘုရားဒီကမ္မထမ်းသင်ပြီးတော့သူမြတ်စွာဘုရားကိုခွင့်တောင်းတယ်အဲ့ဒီဒကမာကြီးရှိတဲ့ရွာကိုသွားပြီးတော့တရားအထုတ်ပေးရစီဆိုမြတ်စွာဘုရားလည်းခွင့်ပြုတယ်အဲ့ဒါနဲ့အဲ့ဒီရွာသူကြွသွားရောနော်ကြွသွားတော့ဦးဇင်းတို့ညနေခင်းလေးသူရောက်သွားတယ်ရောက်သွားတဲ့ခါကျတော့ရှေးတုန်းကမြတ်စွာဘုရားလက်ထက်ကကျောင်းတွေကများသောအားဖြင့်ကျောင်းတိုင်ယဟန်လို့သိမရှိဘူးဒီကျောင်းကလည်းဟိုလိုအကြီးအကျယ်ကြီးတွေများသောအားဖြင့်မဟုတ်ဘူးတပါးတည်းနေပြီးတော့အစဉ်ပြေုံလေးပဲတချို့လည်းတဲလေးထိုးထားမယ်ဒီလောက်ပါပဲဟုတ်လားအဲ့တော့ဒီမှာကတန်တန်ရှင်းရှင်းဘာမှမရှိဘူးကင်းမေးတွေနဲ့ဖုံတွေနဲ့ကျောင်းဝဲကလည်းအမိုက်တွေနဲ့အဲ့လိုဖြစ်နေတယ်ဘယ်ရဟန်းမှလည်းမရှိဘူးအဲ့ဒါနဲ့ငါလည်းအခုမှခီးရောက်တာပင်ပန်းလိုက်တာဒါကြောင့်ဒီကျောင်းကိုတန်ရှင်းရေးသမားလေးတယောက်တော့မြန်ဒကမာကြီးကလွတ်ပေးရင်တော့ကောင်းပါပဲလို့သူ့စိတ်ထဲမှာခီးရောက်မဆိုင်စဉ်းစားလိုက်မိတွေးမိလိုက်တယ်မကြဘူးရောက်လာတဲ့တကားတယောက်ဟုတ်လားဒကမာကြီးကသိနေတာကိုသိနေတော့အဲ့ဒါတကားတယောက်လွတ်လိုက်တယ်သွားကျောင်းတန်ရှင်းရေးသွားလို့ချေငါသားရဟန်းတော်တစ်ပါးရောက်နေတယ်အဲ့ဒါနဲ့ညနေခင်းနည်းနည်းလေးမိုးချုပ်ပြီးတော့ပင်ပန်းလာတယ်ငါအတွက်အဖျော်ရည်လေးမြန်ဖြော်ပြီးတော့မြန်လာပို့ခိုင်းရင်တော့ကောင်းပါပဲဆိုတော့ရောက်လာပြန်တယ်အဖျော်ရည်ရလဲဟုတ်လားအဲ့ဒါနဲ့မနေ့လင်းတဲ့အခါကျတော့မနေ့လင်းပြီမနေ့ကလည်းခီးပန်းလာတယ်ပေါ့အဲ့တော့အခုချိန်မှာယာကူလေးနဲ့အတုပ်အစုံလေးမြန်လာပို့ရင်တော့ကောင်းမယ်လို့ယာကူလေးနဲ့အတုပ်အစုံလေးဟုတ်လားနော်အဲ့လိုပြောရောက်လာအဲ့ဒါလဲရောက်လာပြီးတော့အဲ့ဒါသူက9 နာရီလောက်ကြတော့တခါတောင်းတသေးတယ်ခဲဘွယ်လေးမြန်လာပို့ရင်တော့ကောင်းမယ်တဲ့အဲ့ဒါခဲဘွယ်လာပို့တယ်ခဲဘွယ်လာပို့ပြီးတော့သူ့စိတ်ထဲမှာဘယ်လိုစဉ်းစားတော့ဒကမာကြီးကငါတောင်းတတယ်အကုန်လုံးရတယ်အဲ့တော့ဒီလောက်စွန့်တဲ့ဒကမာကြီးနော်နေစွန်းကိုကိုယ်တိုင်မြန်လာပို့ရင်တော့တော်တော်ကောင်းမယ်လို့တန်းတာအဲ့ဒကမာကြီးကခဏနေတော့ဆွန့်အုပ်ကလေးရွက်ပြီးတော့ရောက်လာတယ်ဟုတ်လားနော်ဆွန့်လေးရွက်ရောက်လာရောက်လာသူအရန်အံ့ဩတယ်စွန့်ပါညာစလက်ပြီးတော့တဲ့ကိုမေးတာအဲ့ဒီရန်ကဒကမာကြီးကသူများစိတ်ကိုသိတယ်လို့နာမည်လဲကြီးတယ်ပေါ့အခုကျုပ်ဒီရောက်လာတော့ကျုပ်စဉ်းစားတာတွေတောင်းတတယ်အကုန်လုံးပြည်နေတယ်အဲ့တော့ဒကမာကြီးကသူများစိတ်ကိုသိသလားလို့မေးတဲ့အခါကျဒကမာကြီးကမောင်မစင်းဘာတွေမေးတာတော့လို့မပြောဘူးသူကအဲ့ဒါနဲ့ဒကမာကြီးသူများစိတ်ကိုသိလားတဲ့တယ်ပဲမေးတဲ့အခါကျတော့အရှင်ဘုရားတဲ့ဒီသာသနာမှာသူများရဲ့စိတ်ကိုသိတဲ့ယဟန်တွေအများကြီးရှိတယ်တဲ့ဟောသူသိရလို့မပြောဘူးနော်အဲ့ဒါလည်းတော်တော်စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စပဲနော်တရားသူတရားမြတ်ရထားတယ်နော်သိထားတယ်ဒါပေမဲ့သိတယ်လို့မပြောဘူးနော်ဒါယရနာပဲလေပြစားမဲ့အရာမဟုတ်ဘူးဟုတ်လားဘာလို့မရတော့နော်တူဝက်ထားမဲ့အရာဖြစ်တယ်ဟောဒါနားလေးဖို့လိုတယ်ဟုတ်လားအဲ့ဒါနဲ့ तू ကယဟန်ကမရဘူးယဟန်နေသူတစ်ပါးစိတ်သိတဲ့ယဟန်နေအများကြီးရှိတယ်ဆိုတာငါသိတယ်တဲ့ငါမေးနေတာအသင်ကိုမေးနေတာအသင်ဒကမာကြီးအဲ့ဒီသူများစိတ်ကိုသိသလားအဲ့လိုပြောတော့ဒကမာကြီးကဘယ်လိုဖြေတော့ဆိုတော့အရှင်ဘုရားတဲ့လောကကြီးမှာသူများစိတ်သိတဲ့လူတွေဟာဒီလိုလောက်ကြတဲ့သဘောရှိတယ်တဲ့ဟောဒါတောင်မှ तू ကနည်းနည်းဝေ့နေတယ်ဟုတ်လားနော်ဒါရဲ့မပြောဘူးနော်အဲ့တော့ပြောလိုက်တဲ့ခါကျတော့နားလေသွားတယ်ပေါ့ယဟန်တော့အဲ့ကျတော့ तू ကလုံးဝလန့်သွားတယ်ခံစားချက်ကအကုန်ပြောင်းသွားပြီစာတော့ကတော့
စိတ်တောင်းတတဲ့တိုင်း तू ကဖြည့်ဆည်းပြီးမယ်အဲ့ဒါဆိုငါတရားအထုတ်လိုက်ရင်မြန်မြန်ရမယ်လို့ तू ဒီလိုတွေးတာအခု तू များရဲ့စိတ်ကိုတကယ်သိနေပြီဆိုတော့သိလိုက်တော့ तू လန့်သွားတယ်ဟာငါပုထုဇဉ်ပဲရှိသေးတယ်မဟုတ်တာလဲကျန်မယ်နော်မကောင်းတာတွေတွေးခြင်းလဲတွေးမယ်အဲ့ဒါဆိုတော့ငါတော်တော်ရှက်စရာကောင်းတယ်အဲ့ဒါခိုးတို့ခိုးတယ်နဲ့တကွာတခိုးမိတယ်လို့မျိုးငါတော့တောက်ရှက်တော့ကောင်းကောင်းကွဲတော့မှာပဲပေါ့လေဟုတ်လားအဲ့နဲ့ဘလို့မှ तू မနေရဘူးနော်ဒီဓမ္မကြီးရှိမှ तू မနေရဘူးဒီเจ้าမှ तू မနေရဘူးအဲ့ဓမ္မကြီးကျုပ်ပြန်မယ်တဲ့မနေ့ကမှရောက်တာနော်ဒီနေ့ပါတော့ပြန်မယ်တဲ့ဟုတ်လားအဲ့လိုလဲပြောလိုက်တဲ့အခါကျတော့ဓမ္မကြီးကအရှင်ဘုရားဘာလို့ပြန်မလို့ဟာဒါအလွန်ဝင်လေးတဲ့ကိစ္စကြီးပဲတဲ့သူများစိတ်ကိုတိနေတယ်တင့်ရှိမှငါမနေရဘူးပေါ့အဲ့ပြောပြီးတော့ဓမ္မကြီးတားတယ်မရဘူးဇွတ်တခါလဲပြန်သွားတယ်ပဲရောက်တော့ဆိုမြတ်စွာဘုရားကြီးရောက်သွားတယ်မြတ်စွာဘုရားရောက်တယ်မြတ်စွာဘုရားသိတာပေါ့အကျိုးကြောင့်မေးဒီလိုဒီကြောင့်မေးဆိုတော့မြတ်စွာဘုရားသောတော်ဂါထာလေးကိုဟောတာဒုံနိဂဟတလဟုနောယထာကာမနိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တန်တန်တန်ဒုက္ခဝါနော်စိတ်ဆိုတာနိုင်ဖို့ခက်တယ်ဟုတ်လားစိတ်ဆိုတာအလွန်မြန်တဲ့သဘောလည်းရှိတယ်စိတ်ဆိုတာရောက်ချင်တဲ့နေရာကိုရောက်တတ်တဲ့သဘောလည်းရှိတယ်ဒါပေမဲ့ဒီလိုစိတ်ကိုပဲနော်ဆုံးမနိုင်အောင်ကြိုးစားရမယ်ဆုံးမနိုင်ရင်ကောင်းတယ်ဘာကြောင့်လဲဆုံးမထားတဲ့စိတ်ဟာချမ်းသာဒုက္ခကိုဖြစ်စေလိမ့်မယ်လို့ဒါသူ့ကိုသင်ပေးလိုက်တာပဲဒါကြောင့်သင်ဒီနေရာကိုပဲသွားဒီနေရာသွားမှတရားတို့တရားမရမယ်ဆိုတော့ तू သိတာမြတ်စွာဘုရားဟုတ်လားဒီနေရာပဲသွားဒီစိတ်တစ်ခုတည်းကိုပဲသင်စောင့်ရှောက်ကျန်တာစောင့်ရှောက်เสียမလိုဘူးဆိုတဲ့အဓိပ္ပာယ်စိတ်ကိုစောင့်ရှောက်ရင်ကျန်တာအကုန်လုံးစောင့်ရှောက်ပြီးသားဖြစ်လို့မို့ကျန်တာစောင့်ရှောက်เสียမလိုဘူးဆိုတာကိုပြောပြတယ်ဟုတ်လားဒါလည်းအလွန်ဟုတ်တယ်ဒကမာကြီးတို့ဒကာကြီးတို့ဦးဇင်းတို့တွေနော်မသိတော်တာတွေကိုပြောမိကြတယ်လုံမိကြတယ်ဆိုတာအခြေခံဘယ်ကစတာတော့စိတ်ကစတာနော်စိတ်ထဲမှာပြောခြင်းစိတ်တွေပေါ်လာပြီးမှပြောရတာလှုပ်ခြင်းစိတ်တွေပေါ်လာပြီးမှလှုပ်ရတာဟုတ်တယ်မဟုတ်လားနော်အစကနဦးစိတ်ထဲမှာကိုကမကောင်းတာဖြစ်မနေဘူးဆိုရင်မကောင်းတဲ့အပြောပြောမိစရာအကြောင်းကိုမရှိဘူးမကောင်းတဲ့အလုပ်လုပ်မိစရာအကြောင်းကိုမရှိဘူးတချို့ကပြောကြတာရှိတယ်အေးဘွေမယူပါနဲ့ငါစိတ်ထဲကမပါဘူးပြောမိပြောလိုက်တာအဲ့အလကားပြောတာဟုတ်လားစိတ်ထဲကမပါဘဲနဲ့ပြောရမလားပြီးမှဖာတာပေါ့နော်ဟုတ်လားဘလို့မှလှုပ်လို့မရဘူးဒီဥစ္စာကိုယ်သဘောထားကိုသိသွားပြီတော့စကားပြောလိုက်ရင်ကိုယ်သဘောထားကိုသိသွားပြီဒါကြောင့်စကားကသတိထားပြောဟုတ်လားဘုံဘုံကိုတရားတောင်းတတာရှိတယ်စကားတို့ရည်စွမ်းစိတ်တို့ရည်စွမ်းဟောပါတယ်ဟုတ်လားနော်ဥစ္စာအဲ့စကားတို့ရည်စွမ်းကိုကြိုက်တဲ့လူတွေဩစကားကြောင့်သူတို့တော်တော်ဒုက္ခရောက်ဖို့ပုံရတယ်အဲ့လိုစဉ်းစားမိတယ်ဟုတ်လားအေးအဲ့တော့ဘာအဓိကကြတာတော့စိတ်ကအဓိကကြတာနော်စိတ်ကိုသာမနိုင်လို့ရတော့စိတ်ကသာမဟုတ်လို့ရတော့အပြောလဲဟုတ်ရှာအကြောင်းမရှိဘူးအလုပ်လဲဟုတ်ရှာအကြောင်းမရှိဘူးဒါကြောင့်မြတ်စွာဘုရားစိတ်ကိုသာဆုံးမလို့ဒါနောက်ပိုင်းမှာစိတ်အကြောင်းတွေအများကြီးဥစဉ်ပြောဖို့ရှိတင်ထားပါလေဟုတ်လားအေးအဲ့ဒါနဲ့မြတ်စွာဘုရားအဲ့လိုမျိုးဟောပြီးတော့သူ့ကိုလွှတ်လိုက်တာအဲ့ဒါသူအားတက်ပြီးတော့ပြန်သွားတယ်နီလန်းလဲသူရတယ်သူ့စိတ်ကိုပဲတတိနဲ့သူစောင့်ရှောက်မယ်ထိမ့်သိမ့်မယ်တော့ဒီစိတ်ကိုပဲသူလုံခြုံအောင်ကြိုးစားမယ်ဒီစိတ်ကိုပဲစောင့်ကြည့်နေမယ်ပေါ့ဆိုလိုတာဒီစိတ်ကိုပဲသူစောင့်ရှောက်ထိမ့်သိမ့်ဖို့ကြိုးစားရင်းနဲ့2ရက်3ရက်အတွင်းမှာသူရဟန္တာဖြစ်တယ်ဟုတ်လားဘုဒ္ဓတာလေးဆက်ပြောမယ်နော်စာထဲမှာမတန်းတင်ထားတာလေသူရဟန္တာဖြစ်ပြီဆိုတော့အဲ့ဒီရဟန်းတော်ကဩဒီတက္ကမကြီးကငါ့ပေါ့ရဟန်းကျေးဇူးများတာပဲပေါ့သူ့ကြောင့်မလို့ငါအခုရဟန္တာဖြစ်ရတယ်ဘေးကနေသူ့ကိုစောင့်ကြည့်နေတယ်လို့မျိုးလုပ်နေတာဆိုတော့သူမထွက်ရဲဘူးလေစိတ်ကဒါတော်တော်ကောင်းတဲ့ကိစ္စလို့လည်းမဆိုနိုင်ဘူးလားဆိုတော့ခက်တော့ခက်တယ်ပေါ့နော်သို့တော့ကောင်းတာတော့တော်တော်ကောင်းတယ်ပေါ့နော်ဟုတ်လားအဲ့ဒါနဲ့သူစဉ်းစားတယ်တဲ့အရင်တုန်းကဒီတက္ကမကြီးနဲ့ငါနဲ့ဘာပတ်သက်မှုတွေများရှိလဲအဲ့ဒါနဲ့စဉ်းစားတဲ့အခါတဘဝပြီးတဘဝသူနောက်ပြန်စဉ်းစားတယ်သူကလည်းပဲတကူနဲ့ပြည့်စုံတဲ့ယဟန္တာဖြစ်တာဆိုတော့တဘဝပြီးတဘဝစဉ်းစားတာဘယ်ကြတော့ပြဿနာသွားတွေ့လဲဆိုတော့69ဘဝမြောက်မှာပြဿနာသွားတွေ့တယ်အဲ့ဒါမှဖြစ်တော့ဆိုတော့သူနဲ့ဇနီးမောင်နှံတော်ခဲ့တယ်အဲ့ဒီကမာကြီးကအဲ့ဒါဒီပြင်တကာတယောက်ကိုမက်မောတဲ့စိတ်နဲ့သူ့ကိုအသေးသက်ခဲ့တယ်တဲ့အဲ့ဒီကမာကြီးကဟာသူတော်တော်အံ့ဩသွားတယ်အဲ့ဒီရဟန်းတော်ကဒီကမာကြီးကငါအပေါ်အဲ့လိုလုပ်ခဲ့တယ်ရဟန္တာဆိုတော့ဒေါသတော့မဖြစ်ဘူးပေါ့အဲ့ဒါကိုတိုက်ဆိုင်ဟိုရွာထဲမှာရှိတဲ့ဒီကမာကြီးကလည်းပဲသိနေတယ်ငါတအားတော့ဘာတွေများစဉ်းစားနေမဆိုဒီအကြောင်းအရာ तू ရောက်နေသိနေတယ် तू ကလည်းသိတဲ့ခါကျတော့အဲ့ဒီကမာကြီးကလည်းပဲ69ဘဝမြောက်ပြီးတော့ဘဝ100မြောက်ကိုဆက်ပြီးတော့စဉ်းစားကြည့်တယ်တဲ့ဒကမာကြီးကစဉ်းစားလိုက်တော့အဲ့ဒီဘဝ100မြောက်မှာကြာတော့အဲ့ဒီယဟန်တော်နဲ့သူနဲ့ဟာဒီလိုပဲဇနီးမောင်နှံတော်ခဲ့တယ်ဒါပေမဲ့အဲ့ဒီဘဝမှာတော့သူ့ရဲ့အသက်ကိုစွန့်ပြီးတော့အဲ့ဒီယဟန်တော်ရဲ့အသက်ကိုသူကယ်ခဲ့တယ်ဟာအသက်ပေးခဲ့တယ်ပေါ့နော်အောက်တွေ့တဲ့အခါကျတော့သူကအိမ်ကနေအဘိညာဉ်နဲ့လှမ်းပြီးတော့ပြောတယ်တဲ့အရှင်ဘုရား69ဘဝမြောက်တင်ရက်မနေပါနဲ့ဘဝ100မြောက်လှမ်းစဉ်းစားလိုက်ပါအောင်ပေါ့ဟုတ်လားနော်ဘဝ100မြောက်စဉ်းစားရခါတော့တွေ့သွားတယ်အဲ့ဒီရန်တော့ဒီကောင်ကြီးကငါ့ကိုအသက်ပေးပြီးတော့သူ့အသက်ကိုစွန့်ခဲ့တယ်ငါအသက်ကိုကယ်ခဲ့တယ်ပေါ့
အဲ့ဒီကြတော့မှဘဝတန်တရားဆိုတာဒီလိုရှိတယ်ပေါ့နော်ဒါလေးကိုမှတ်တမ်းတင်ထားတွေ့ရအဲ့တော့ဒါကိုဦးဇင်းကအကြောင်းပဲပြောတာမဟုတ်ဒကာဓမ္မတို့ဦးဇင်းတို့အခုအရေးကြီးတယ်ထင်းနေရတယ်တကယ်တမ်းအခိုက်အတန့်ပဲနော်ဒီလောက်ကြီးမဟုတ်ဘူးလို့ပေါ့သေးနေတာပေါ့နော်အရင်ကြီးမလေးစင်အခုဒီသားဒီသမီးဒီစီဘွားဒီအခြေအနေဒီဘွားကြီးကိုအရင်ကြီးကိုယ်စိတ်ထဲမှာအရေးပါလာတယ်လို့မထင်စေခြင်းလို့ဒါကိုပြောတာအရင်ဘွားကလည်းအရေးပါခဲ့တာပဲလေအရင်ဘွားအရေးပါခဲ့တဲ့လူတွေရောက်နေတာဘယ်ရောက်နေမှတော့မသိဘူးနော်ဟုတ်တယ်မလားစဉ်းစားကြည့်နော်အဲနောက်ဘွားရောက်အောင်နော်ယဟန္တာမဖြစ်ကြသေးတဲ့အတွက်ကြောင့်ဘွားဆက်ရအောင်မယ်ဟုတ်လားနောက်ဘွားရောက်ရင်လည်းနောက်လူနဲ့အရေးပါကြအောင်ပါပဲလေအခုအရေးပါတဲ့လူတွေတော်တော်တောင်မျက်နှာငယ်နေရမယ်နော်ဟုတ်လားစဉ်းစားကြည့်လေဟုတ်တယ်မဟုတ်လားအဲ့တော့တဘဝချင်းစီကိုအဲ့လိုခြေပြက်တိလိုက်တဲ့အခါကျတော့စိတ်ထဲမှာဒီအခြေအနေလေးဟာအများကြီးပေါ့သွားတဲ့အကြောင်းမရှိဘူးလားနောက်ရှင်ကိုကအရန်စွဲမှာပေါ့နော်ဟုတ်တယ်မဟုတ်လားဒါကိုအလေးနဲ့ထားပြီးတော့ဓမ္မတာဖြစ်နေတယ်အဲ့တော့ငါကဓမ္မတာဖြစ်ခဲ့တာမဟုတ်ဟိုတုန်းကလည်းဓမ္မတာတွေအများကြီးဖြစ်ခဲ့တယ်နောင်လည်းဓမ္မတာတွေအများကြီးလာအောင်မယ်လို့အဲ့ဒါကိုတွက်တာဟုတ်လားအဲ့လိုဆိုရင်အခုဘုရားဓမ္မတာဆိုတာဘာဖြစ်သွားနိုင်တော့ဟောသွားနိုင်တယ်အဲ့ဒီအတွေးရတယ်လို့ဒီအကြောင်းအရာလေးကိုပြောပြတာကြားတော့ကြားဖို့ပြီးသားပဲဟုတ်လားဒါကတော့ကြားဖို့ကြပြီးသားသို့တော့ဦးဇင်းတွေးမိတာလေးကိုပြောရင်လို့အဲ့ဒါလေးကိုပြောပြတာဟုတ်လားအဲ့တော့ဒီကာထာလေးဘာကြောင့်ဟောရတယ်ဆိုတာသိသွားပြီနော်အဲ့တော့ဒီကာထာလေးကယောနိသောမနတိကာရရဲ့အကြောင်းကိုအဓိကဥသားပေးပြီးတော့ပြောမယ်ဆိုပြီးတော့ဒါကိုဏိဒန်းချီလိုက်တာဏိဒန်းနဲ့တရားဆုံးတော့ပဲဖြစ်နေဟုတ်လားနော်အဲ့တော့ဦးဇင်းတို့ဘယ်အထိရောက်သွားပြီတော့ပြောနေတာစိတ်ရဲ့သဘာဝနော်စိတ်ကိုဆုံးမနိုင်ရင်ချမ်းသာမှုကိုဖြစ်စေလိမ့်မယ်ဆိုတာကိုရောက်သွားပြီဟုတ်လားအဲ့လိုဆိုရင်ဒုတိယပိုင်းဆက်မယ်နော်ဒီစိတ်ကိုဘာနဲ့ဆုံးမမလဲဆိုတဲ့အပိုင်းပဲဒါကလက်တွေ့ဆန်တဲ့အပိုင်းရောက်သွားပြီဟုတ်လားဒီစိတ်ကိုဘာနဲ့ဆုံးမမလို့စိတ်ကိုဆုံးမရင်တော့ချမ်းသာမှုကိုဖြစ်စေလိမ့်မယ်ဆိုတော့အကျိုးတဲ့အကြောင်းနဲ့ဒါမြတ်စွာဘုရားဒေသနာတွေအထောက်ထားပြုပြီးတော့ဒါဦးဇင်းတို့ပြောခဲ့ပြီပေါ့နော်အဲ့လိုဆိုရင်ဒီစိတ်ကိုဘာနဲ့ဆုံးမမလို့အဲ့ဒါကိုလည်းပဲဦးဇင်းတို့တာနုတာမဏေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဂါထာတစ်ပုဒ်ကိုအခြေခံပြီးတော့ပြောပြနော်ဒီစိတ်ကိုဘာနဲ့ဆုံးမမလို့ဆိုတဲ့အပိုင်းဣဒံပုရိစိတ်တမစာရင်စာရိကံယေနိစ္စကံယထာကာမယထာဒုက္ခတတိဇာဟနေကနိတာမိယောနိတောဟဋ္ဌိပပိဏံဝိယအင်ကုတကဟောတဲ့ဂါထာတော့ဂါထာကြီးလေးမြတ်စွာဘုရားလက်ထက်ကတာနုတာမဏေဆိုတာရှိတယ်နောက်အဲ့ဒါသူလူထွက်ခြင်းလို့အိမ်ရောက်သွားတဲ့အခါကျတော့အရင်ဘဝဘီလူမကအမေတော်ခဲ့ဘူးတဲ့အဲ့ဒီဘီလူမကလူမထွက်အောင်သူ့ကိုဝင်ပူးပြီးတော့နှောင့်ယှက်လို့အဲ့ဒီမှာတန်ဝေကရပြီးတော့သူလူမထွက်ဖြစ်ဘူးနော်အဲ့ဒီကိုရင်ကအလွန်တရားဟောတော်တဲ့ကိုရင်ပေါ့နော်အဲ့ဒါနောင်တော့မြတ်စွာဘုရားယဟန်ဖြစ်သွားပြီဆိုတော့တရားဟောလို့ယဟန္တာဖြစ်တယ်နောက်ကြတော့နော်အလွန်နာမည်ကြီးတဲ့အာနုမထေရဆိုပြီးတော့ထင်ရှားတယ်ပေါ့အဲ့ဒီကိုရင်လူထွက်ခြင်းတာကိုအကြောင်းပြုပြီးတော့ယဟန်ဖြစ်တဲ့ချိန်မှာမြတ်စွာဘုရားဒီဂါထာလေးကိုဟောတာအဲ့ဒီဂါထာလေးအပြောစရာတော်တော်ကောင်းတယ်နော်အဓိပ္ပာယ်ဘာပြောတော့တေချာလေးမှတ်ကြည့်ဣဒံစိတ်တံဤစိတ်သည်စိတ်ရဲ့သဘောလာပြန်ပြီနော်ဣဒံစိတ်တံဤစိတ်သည်ပုရိရှိကာလဘဝများစွာတန်လျာ၌ယေနိစ္စကံအလိုရှိတိုင်းယထာကာမအလိုရှိရာယထာဒုက္ခံကောင်းနိုးရာစာရိကံလှဲ့လေကျက်စားခြင်းကိုအစရိန်ကျက်စားခဲ့ဘူးလေပြီတဲ့နောက်တကဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ဟာတဲ့အိုးရှိတုန်းကအစမတင်ဘဝတန်တရားတခွင်ကနေဒီကနေ့တိုင်အောင်သူဟာထင်တိုင်းကျင်လေကျက်စားခဲ့တယ်တဲ့စိတ်ကစိတ်ရဲ့ကျင်လေကျက်စားခဲ့ပုံလေးကို၃မျိုးပြောတယ်မြတ်စွာဘုရားဦးဇင်းကသဘောကျလွန်းလို့သေချာလေးမှတ်နော်အဲ့ဒါကိုအားပြောတော့ဆိုယေနိစ္စကံအလိုရှိတိုင်းတဲ့ယထာကာမအလိုရှိရာယထာဒုက္ခံကောင်းလို့ရစကား၃လုံးအမှတ်တမဲ့နားမထောင်နဲ့နော်သေချာနားထောင်ဟုတ်လားအဲ့တော့အဓိပ္ပာယ်ဘာပြောလဲဆိုစိတ်ဆိုတာကောင်းတယ်ထင်တဲ့အာယုံမဟုတ်သူကျက်စားသူစိတ်ထဲမှာကောင်းတယ်ထင်တာကိုသူလိုက်ရှာတာဟုတ်လားအဲ့ဒီကောင်းတယ်ထင်တာတွေ့ပြီဆိုတော့ဟုတ်လားဆိုတော့မဟုတ်သေးဘူးအဲ့ဒီကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုထက်ရွေးတယ်တဲ့ဘလောက်စိတ်သက်တုံတော့မြတ်စွာဘုရားဒေသနာဟုတ်လားကောင်းတယ်ထင်တိုင်းလည်းမကြိုက်ဘူးလေတခါလေကောင်းတယ်လို့သိပါလဲနဲ့မကြိုက်တာတွေအများကြီးရှိတယ်မဟုတ်လားမကောင်းဘူးလို့သိပါလဲနဲ့ကြိုက်နေတာတွေရောရှိရနော်အခုဒီမှာပါလဲကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုရွေးတယ်ကြိုက်တာကိုတွေ့ပြီဆိုရင်တော့ဘလို့တော့နဲ့ကြိုက်တဲ့လောက်သွားမယ်တဲ့ဟောအဲ့ကျတော့တားဖို့ခက်သွားပြီဟုတ်လားနော်ယထာဒုက္ခကောင်းလို့ရဆိုတာကြိုက်တာကိုလိုက်ရှာတာဟောကောင်းတာကိုလိုက်ရှာတာယထာကာမနော်အလိုရှိရဆိုတာကြိုက်တာကိုပြောတာယေနိစ္စကံအလိုရှိတိုင်းဆိုတာကြိုက်တဲ့လောက်ကိုပြောတာတော့စိတ်ကဘလို့ချင်းလဲကျက်စားခဲ့တာလဲအာယုန်ဒီပေါ်မှာကျက်စားခဲ့တယ်ဘလို့မျိုးနဲ့ကျက်စားခဲ့လဲဆိုရင်ကောင်းတယ်ထင်တဲ့အာယုံတွေကမှကြိုက်တာကိုရွေးတယ်ကြိုက်တာကိုမှကြိုက်တဲ့လောက်ချက်စားတယ်ဘလောက်မြန်သူကလူဘဝထားလဲလို့ဟုတ်လားစဉ်းစားနော်ကောင်းတယ်ထင်တာကမှကြိုက်တာကိုမှကြိုက်တဲ့လောက်တဲ့အဲ့လိုကျင်လေချက်စားခဲ့တာတဲ့ဒီစိတ်ကဟုတ်လားအဲ့ဒါမြတ်စွာဘုရားဆက်ပြီးတော့လို့ဆုံးမလဲဆိုတော့နော်
Teresa Nikini Dami Yonito Hati Pabina Wia Enkutagaho Enkutagaho Chunkain do Sendindi Hati Pabina Among Yeni de Senyango Nikanati Wia Niko Soma the Gedo Hangadi Izayandi Tan Satan Togedo the Voshi de Seiko Yonito Mneti Corruption Nikini Dami Soma be Anne Diginia Sabiro Yobunlia no Iza Diginia Sabiro Solura Tide Chinga Sabiro no Diginia Sabiro Mahangaya Sego Soma me Pane Soma Mero Yonito Mneti Carane Soma be Ubama Among Yeni de Sengo Sending Chon Kainbiro Soma the Lumure Umane Biorano Didnari Toromyaka Umane Kingere Hola Dinama Ubama Umia Lile Habiro Tuigia no Among Yeni de Sengo Sending Pane Somare Shone Somare Rosinia Yaini among Yeni de Swen Tua Mong Yuni de Swen Bengo Same Shirole How the Mola Do ya do the Miao Balum Chesi me Nation me A Lulida Mai and a She Conju Chanago of Chesi now. The girl sending a Chone Soma Lilo, they say this Jinji Dore Count Dore Soyano, this in ya, Mai Conju Chana, Lulida Lumapina, Lupina, no, Sayane say, no, Juju Shimu Mishimua, Yang Quacha, Mola. Lube Udino Yasego Leve, no, Yoni Dominicana Chone, Kong on Soma Solution, Disiga, Conju Chana, Chesimo. Soma Wu Pitame, Tinlo, Tamesuino, Disiga, Conju Chana, Chesina, Ulu, Elohola. The Didinama Ujino, not Dambushi, not Madazia. Sego Soma Jiha Kaune, Lutita, Bogore, Pane Soma Malay, Tudia Megon Yapsi, Tuya, and Soma, Shoni Dom, Medicara, and Soma, Dali, Uriga Joyana, no, the Longwin Mambo, Gigi, Surali, Poland, Zijan, Hola, the Yonidom Medicara Surabado, the Longwin Mana. In the London Mangamboa, to get up your eye, no, show me. No cigar, say Yaime. Hola, Yancy de Luaro, Saint Dane, Suyavazo. Hola, at the Koya, say Saint Yango, Johnny Domnetica, do, Chone, Alomro, so Miami, Ramyaswapia Titona. Hola, at the Ujino Dinama, Josia Shira, any Johnny Domnetica, a David, Johnny Domnetica, Sura Bale. Let me tell you, no. A German Bua Yoni Dominic Carasura, Nalung Twin Mancana. Hola, a twee kauna, no Lungarinale on Pua, a twin man, a tweet tail. Hola, no. The Dina Mayoni Dominic Carao, no, Mamula was in Piola. I look Piola Lucian, Yoni Dominic Carai, a day, but a Caranale Dome. To get again, Yoni Dominic Carai and Nebega, Mamulemaca, Semulemaca, Yanchi Piane. No, Nalung Twin Man, Yanchi Piane. Time. Oh, let's all look angry. Not Didi Chayali, Dalia, Yoni Domnati Carava, Lutido, Musaline, Chola, and Pubido, Shendom, no? The Yoni Domnati Cara, a London Mangamu, Penamu Piomo, Mamu Piomo, no? A Chiga, Yoni Domnati Cara, Temu, a Simeon, Yoni Domnati Cara, Lemu Piomo. Hola, a Chiga, Yoni Domnati Cara, Bale, Ganga, Jugo, Timian Nale Biro, Sena Sinian Tata. No? Ganga Jugo, Timian Nale Biro, Sena Sinian Data, Yoni Domnetica, Chigan Jalo Yoni Domnetica. The Dinema Ganga Ju Suralega, Uno Buddha Badavanima. The Ganale, a Yoga Sabiro, Narema Jinibida. Hola, Ganga Ju, Vale, Kauna Loye, Chana me, Macauna Loye, Shame. I would eat Havale and Macauna Lonely Jack, Capenello. Kauna, Kaum alone nine, and I would eat Valene. Oh. To get take your city like Namelo, take biro, let Mayon Gilo, no, or the Mola. Tayan Dikanga Ju, Palopolo, Nale Volore, Yongi the Dinama Genu, Tanga Ju Suralego, Bobio Nale, Mu, Chepian, she are. Ohara little mu Tombiro, Ohara in a pele biro, Piojian, Ganga Ju Sura. Ganga Ju Sura, Blue Piojian Sura. See the Naya Swangy the deal, Diluli Piojian. By a Swangy the deal. See na swing that deep. No, see na bakery come on what I mean. See now can look as so yes, Sophia. See now can look your no. The see na so valley. See na so that I don't know so dead day. Tidia none the bawa de adamu. I don't know so little. Two I don't know so look. Lujara, Piojara, Dujara. Hola. No, a local loops at Dores, a cat con to Dore, no a beautiful do Dores. Any see now I don't know so look. Low me Dora, Pio me Dora. Quimmy Dora. Then the absent
လုံနိုင်တာပြောနိုင်တာတွေးနိုင်တာအဲ့ဒီစေနာခေါင်းဆောင်လို့လုပ်တာဟုတ်လားအဲ့ဒီစေနာကဦးဇင်းတို့မျက်နှာစာ2မျိုးရှိတယ်နော်ကောင်းတဲ့အလုပ်ကောင်းတဲ့အပြောကောင်းတဲ့အတွေးတွေကိုလှုပ်ဖြစ်ပြောဖြစ်တွေးဖြစ်သွားအောင်တိုက်တွန်းနှိုးဆော်တတ်တဲ့စေနာရှိတယ်အဲ့ဒါကိုဦးဇင်းတို့ကုသိုလ်ကံလို့နာမည်ပေးမယ်ပေါ့ဟုတ်တယ်မဟုတ်လားကောင်းကျိုးချမ်းသာအမျိုးမျိုးနဲ့ဘဝကောင်းတွေကိုဖန်တီးနိုင်တဲ့စွမ်းရည်တတ္တိအပြည့်အဝရှိတယ်စေနာရဲ့စွမ်းရည်တတ္တိဆိုတာအဲ့ဒါပဲနော်တခါတစ်ဖက်မှာလည်းပဲမကောင်းတဲ့အလုပ်မကောင်းတဲ့အပြောမကောင်းတဲ့အတွေးတွေကိုလှုပ်ဖြစ်ပြောဖြစ်တွေးဖြစ်သွားအောင်တိုက်တွန်းနှိုးဆော်နေတဲ့စေနာဘာမရှိဘူးလားသူ့တော့ဘယ်လိုနာမည်ပေးမလို့အကုသိုလ်ကံလို့နာမည်ပေးမယ်ပေါ့ဟုတ်လားဆင်းရဲဒုက္ခမျိုးစုံနဲ့ဘဝဆိုးကိုဖန်တီးတဲ့စွမ်းရည်တတ္တိသူ့မှာလည်းအပြည့်ရှိတယ်ဒါပဲနော်ပုဂ္ဂိုလ်တ attva မရှိဘူးနော်လောကကြီးမှာပြုလုပ်သူမရှိဘူးနော်ပြုလုပ်မှုစေနာပဲရှိတယ်နော်ဟုတ်လားခံစားသူမရှိဘူးခံစားမှုဝေဒနာပဲရှိတယ်နော်ဒါတွေအခြေခံနားလည်ထားဖို့လိုတယ်ဟုတ်လားအဲ့တော့ဘဇုရဲ့လက်ချက်လဲဒီကောင်းနေတာတွေဆိုးနေတာတွေချမ်းသာနေတာတွေဆင်းရဲနေတာတွေကဘဇုရဲ့လက်ချက်လဲလို့မြင်ဒီစေနာရဲ့လက်ချက်ပဲဟုတ်လားစေနာရဲ့အစွမ်းဆိုတာအဲ့ဒါပဲဟုတ်လားအဲ့တော့ကိုကချမ်းသာမှုနဲ့အစဉ်ပြေခြင်းနဲ့ဆိုရင်ကောင်းတဲ့စေနာဖြစ်အောင်လုပ်ဖို့ပဲနော်ဆင်းရဲမှုတွေနဲ့အစဉ်မပြေတာမဖြစ်ချင်ဘူးဆိုရင်မကောင်းတဲ့စေနာတွေမဖြစ်အောင်လုပ်ဖို့ပဲဒါပဲရှိတယ်ဟုတ်လားဒါကြောင့်စေနာရဲ့စွန့်ရည်တတ္တိဆိုတာတကယ်တမ်းကဘာလဲသဘာဝတရားကြီးပဲသူအမှန်တရားကြီးပဲအစစ်အမှန်ပဲအဲ့ဒီဥစ္စာဟုတ်လားအဲ့တော့ဒီစေနာရဲ့စွန့်ရည်တတ္တိကိုပဲဒကာဓမ္မတို့ဦးဇင်းတို့ကဘယ်လိုနားလည်ထားတော့ကံကံရဲ့အကျိုးလို့နားလည်ထားတာနော်စကလုံးကတော့မှန်တယ်တချို့ကြတော့နားလည်မှုကနည်းနည်းလေးလွဲနေတာရှိတယ်နော်ဒီကံဆိုတာပဲတဏှာနဲ့ကိုယ်ကြိုးကင်ပြီးတော့ဖန်တီးနေတယ်လို့ထင်တာအဲ့ဒီကံကတကယ်တမ်းကဘယ်သူဖန်တီးတာလဲကိုယ်ဖန်တီးတာနော်ကိုယ့်ကိုစီမံမဲ့ကံကိုကိုယ်တိုင်ဖန်တီးတာကိုယ်ကံကြမ္မာကိုယ့်လက်ထဲမှာပဲကံကြမ္မာကိုယ်ကိုဖန်တီးတယ်လို့ကိုယ်ကကံကြမ္မာကိုပန်းဖန်တီးနေတယ်နားလည်ဖို့မလိုဘူးလားဗျာလိုတယ်နော်အဲ့ဒီကံကံရဲ့အကျိုးသို့မဟုတ်ခုဦးဇင်းပြောလိုက်တာပါလေစေတနာရဲ့စွမ်းရည်တတ္တိဟုတ်လားအဲ့ဒါကိုယုံကြည်ရင်တတ်တာတရားနော်နားလည်ရင်သိရင်ပညာကွယ်လွယ်ပုံလေးနည်းနည်းနားထောင်တော့စေတနာရဲ့စွမ်းရည်တတ္တိကိုယုံတယ်ဆိုရင်တရားတရားသိတယ်ဆိုရင်ပညာဘယ်သူကပို့အဆင်ပြေမလို့ပညာပို့မြင့်မယ်နော်အဲ့ဒါကိုသိလို့ယုံလို့ဒါကိုစဉ်းစားမယ်ဆင်ခြင်မယ်နှလုံးသွင်းမယ်ဆိုရင်အဲ့ဒါယုံနေတော်မူတဲ့တိကာရဟောနော်နားလည်ပြီးမှဆင်ခြင်နိုင်တာနော်ဟုတ်လားနားလည်တာကပညာပြန်ပြီးတော့စဉ်းစားဆင်ခြင်တာကယောနိတော်မနတိကာရဘလို့ယောနိတော်မနတိကာရလဲအခြေခံယောနိတော်မနတိကာရအဲ့ဒါကစိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဘလောက်အစွမ်းထက်တဲ့စုံမတရားလက်နဲ့လဲဆိုတာကိုယ့်ကိုစမ်းကြည့်လို့ရတယ်ဟုတ်တယ်စေနာရဲ့စွမ်းရည်တတ္တိလေးစဉ်းစားဆင်ခြင်စိတ်အလိုလိုနေနဲ့လိမ္မာယဉ်ကျေးလာလိမ့်မယ်ဩငါစိတ်ကောင်းစေနာကောင်းထားဖို့လိုတယ်ငါစိတ်ကောင်းစေနာကောင်းမထားရင်ငါပဲဒုက္ခရောက်လိမ့်မယ်ဟောဒီအတွေးမကောင်းဘူးလားကောင်းတယ်နော်ငါစိတ်ဥမှာမွေးလို့မရဘူးနော်စေနာကောင်းထားဖို့လိုတယ်ဟုတ်လို့တော့ဒီစေနာရဲ့စွမ်းရည်တတ္တိကိုကသိနေတယ်ဟုတ်လားစဉ်းစားမယ်ဆင်ခြင်မယ်နော်လှုပ်ထားပြီဆိုရင်တော့ခံရမှာပဲနော်ဟုတ်လားစေနာဖြစ်မိပြီဆိုရင်တော့အကျိုးပေးကိုရှောင်လို့ရမလားမရဘူးအဲ့လိုစဉ်းစားဆင်ခြင်နေသည်စိတ်ကိုအများကြီးကောင်းမွန်တဲ့ဘက်ကိုမရောက်စေဘူးလားရောက်စေနော်မဟုတ်တာမလုံးမိဘူးမဟုတ်တာမပြောမိဖို့အတွက်အများကြီးသူကအပါတဲ့အတွေးပဲဟုတ်လားဒါကြောင့်အခြေခံကြတဲ့ယောနိသောမနတိကာရပါလေကံကံရဲ့အကျိုးကိုစဉ်းစားဆင်ခြင်ခြင်းနော်အခြေခံဆိုတဲ့အတိုင်းအရန်ရေးပါတယ်လို့ဦးဇင်းထင်တယ်နော်ဒါဒီအခြေခံခိုင်မာဖို့လိုတယ်ဟုတ်လားအထက်မြင့်မြင့်အစာအုပ်ကြီးတွေစောက်မယ်ဆိုရင်ဘလောက်မြင့်မြင့်စောက်မလဲဆိုတာပေါ်မှာကြည့်ပြီးတော့ဘလောက်နဲ့တူးမလဲဆိုတာကအရင်ပါဘူးလားအခြေခံကိုအဲ့လိုနားလည်ရမှာဟုတ်လားဒါကြောင့်ဒီစေနာရဲ့စွမ်းရည်တတ္တိကအခြေခံနားမလည်လို့ကိုမရဘူးမယုံကြည်လို့ကိုမရဘူးဒါမယုံရင်တရားမရှိဘူးဟုတ်လားဒါမယုံလို့ရှိရင် तू ထင်ရလုံးမှာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတို့အောင်လို့စိတ်ကိုလိမ္မာယဉ်ကျေးအောင်ဆုံးမမဲ့လက်နဲ့တနည်းအားဖြင့်ဆင်ကိုဆုံးမမဲ့ချွန်းဟုတ်လား၅မျိုးပြောပါတယ်အခုဘယ်နှမျိုးတော့တစ်မျိုးနောက်အခြေခံကြတဲ့ယောနိသောမနတိကာရနောက်ဘယ်နှမျိုးကြံနေတော့၄မျိုးနောက်၄မျိုးကိုတော့ပေတတို့မှတ်သားရလွယ်အောင်ပေတတို့နားထဲမှာအလွန်ရင်းနှီးပြီးသားဖြစ်တဲ့စကားလုံး၄လုံးနဲ့ကပ်ပြီးတော့ပြောရင်နော်အနိစ္စဒုက္ခအနတ္တအတုပအကုန်လုံးကြားပြီးသားနော်အနိစ္စဒုက္ခအနတ္တအတုပအနိစ္စဆိုတာမတည်မြဲတဲ့သဘောဒုက္ခဆိုတာအကောင်းမဟုတ်တဲ့သဘောအနတ္တဆိုတာအစိုးမရတဲ့သဘောအတုပဆိုတာမတင့်နေတဲ့သဘောအဲ့ဒီသဘော၄ချက်ကိုသိအောင်မြင်အောင်နားလည်အောင်လုပ်ပြီးတော့စဉ်းစားဆင်ခြင်နှလုံးသွင်းတတ်မယ်ဆိုရင်အဲ့ဒါယောနိသောမနတိကာရ၄မျိုးဖြစ်တယ်ပေါ့နည်းနည်းလေးအသေးစိတ်ပြောကြည့်မယ်နော်ဒီခန္ဓာမှာဘာပဲဖြစ်လာဖြစ်ပြီးရင်မရှိတော့ဘူးနောက်ထပ်ပြီးတော့အသစ်ထပ်ဖြစ်တယ်ဖြစ်စရာအကြောင်းကရှိနေတာကိုဟုတ်လားအချိန်ကစပြောမယ်ဆိုရင်ဒီဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးငါဆိုတာမဟုတ်ဘူးသူဆိုတာမဟုတ်ဘူး
တဘာဝတရားတက်တက်အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတာဟုတ်လားတဘာဝတရားတက်တက်လို့ပြောတာကနာမရူပပိစ္ဆေဒညာပုဂ္ဂိုလ်တ attva ကိုကန့်ထုတ်လိုက်တယ်ဟုတ်လားပုဂ္ဂိုလ်တ attva မပါဘူးဖောက်ပြန်တဲ့ရုပ်အစုဝေးရင်းနဲ့အဲ့ဒါကိုအမိပြုတ်ပြီးတော့ဖြစ်နေတဲ့နာအစုဝေးရင်း၅ခုပေါ့နော်အစုဝေးကိုပါဠိလိုဘယ်လိုခေါ်မလို့ခန္ဓာဟုတ်လားရုပ်အစုဝေးကိုယူဘက်ခန္ဓာပေါ့ဖောက်ပြန်တဲ့အစုဝေးကိုမျက်စိနဲ့မြင်နေရတဲ့ဒီအစုဝေးကြီးမဖောက်ပြန်တဲ့နေရာအဖျားတစ်ထောက်စာမှမရှိဘူးအချိန်တိုင်းဖောက်ပြန်နေတယ်နေရာတိုင်းဖောက်ပြန်နေတယ်ဟုတ်တယ်မဟုတ်လားအဲ့လိုဖောက်ပြန်လာခဲ့လို့အမိဝမ်းကောင်းကကြွက်ခါစားနီနီရဲလေးကနေဒီအခြေအနေကြီးဖြစ်လာတာပဲလေအခုကဖောက်ပြန်မှုကရက်နေလားရက်မလို့ဘယ်ထိသွားမလို့သေတဲ့ထိသွားမနော်သေပြီးတော့ပုတ်ပွားပြီးတော့အဲ့ဒီထိသူ့ရဲ့သဘာဝအတိုင်းထားမယ်ဆိုရင် तू ကတော့ဆက်ဆက်မပြတ်ဖောက်ပြန်နေမှာပဲဒါပဲ तू ကဖောက်ပြန်မှုအစဉ်ကြီးပဲဒါကြီးပဲဟုတ်လားအဲ့ဒါကိုမိပြုပြီးတော့ဖြစ်နေတဲ့နာအစုဝေးကြတော့မြတ်စွာဘုရားနူးညံ့သိမ်မွေ့ကျေပြတ်တဲ့အတွက်ကြောင့်၄ပိုင်းပိုင်းပြီးတော့ခွဲတယ်ဟုတ်တယ်မဟုတ်လားဝေဒနာခန္ဓာခံစားမှုအစုဝေးတင်ញက်ခန္ဓာမှတ်သားမှုအစုဝေးသင်္ခါရခန္ဓာစေစောတုံ့ပြန်မှုအစုဝေးဝိညာဏခန္ဓာသိမှုအစုဝေးနော်နားလည်ပြီးသားဟာတွေကိုဦးဇင်းကတော့အကျဉ်းချင်းပဲပြောမယ်နော်ဟုတ်လားအဲ့တော့အစုဝေးကြီးဘယ်နှခုတော့၅မျိုးဟုတ်လားရုပ်အစုဝေးတစ်ခုနာအစုဝေး၄ခုအဲ့တော့ပုဂ္ဂိုလ်တ attva သဘောမပါဘူးဒီသဘာဝအစုဝေးကြီး၅ခုပေါင်းဆက်ပြီးတော့အလုံးလုံးနေကြတာဟုတ်လားဒါသဘာဝတရားတက်တက်ပေါ့နော်အဲ့ဒါကလည်းပဲဖန်ဆင်းထားလို့ဖြစ်တာလည်းမဟုတ်ဘူးအကြောင်းမဲ့သူ့အလိုလိုဖြစ်လာတာလည်းမဟုတ်ဘူးဖြစ်เสียအကြောင်းတရားပေါ်မှာအခြေခံပြီးတော့အကြောင်းအကျိုးဆက်ပြီးတော့ဖြစ်လာတာအကြောင်းအကျိုးသဘောဒါကိုအနုစိတ်နားလည်ခြင်းနဲ့ဆိုရင်တော့ပြိဿသမုပ္ပါကိုလေ့လာရမယ်ပေါ့နော်ဒါကတော့အများကြီးကျွမ်းကျင်ပြီးသားဖြစ်မလို့ထင်တယ်ဒီဆက်ဝိုင်းဒေသနာဟုတ်လားနော်အဲ့ဒါပါလေသာမရူပပရိစ္ဆေဒဉာဏ်ပြီးတော့ပစ္စယပရိက္ခဉာဏ်ကိုပြောတာပေါ့ဟုတ်လားအဲ့ဒီဉာဏ်တစ်ခုကိုအခြေခံပြီးတော့ဒီအကြောင်းအကျိုးသဘောဖြစ်တဲ့ဒီသဘာဝတရားကြီးဟာဖြစ်ပြီးရင်မရှိတော့ဘူးနော်ဖြစ်ပြီးရင်မရှိတော့ဘူးထပ်ပြီးတော့ဖြစ်တယ်ဒါဒီစကားကတော့ညာတိုင်းထပ်ပြီးတော့ပါနေပြစ်မယ်လို့ထင်တယ်နော်ဟုတ်လားဖြစ်စရာအကြောင်းရှိတော့ဖြစ်တယ်ဖြစ်ပြီးရင်မရှိတော့ဘူးနောက်ထပ်အသစ်ထပ်ဖြစ်တယ်ဖြစ်ပြီးရင်သူလည်းပဲမရှိတော့ဘူးဒီလိုသွားနေတယ်ပေါ့နော်မြင်တာလည်းမြင်ပြီးမြင်ခွင့်ကအမြဲတမ်းအသစ်ထပ်ပြီးတော့မြင်နေရတယ်ဒီမြင်နေတာကြီးကိုကိုကဒါကြီးပဲလို့ကြီးအမြဲတမ်းထင်နေတယ်အဲ့ဒါမှားယွင်းမှုပေါ့နော်တကယ်တမ်းကအသစ်မြင်နေတာနော်ဒါပဲလို့ထင်နေတာစိတ်ကဘာဖြစ်နေတော့မှားနေတယ်ဟုတ်လားအမှန်ကဘာလဲအသစ်မြင်တာဒီဥစ္စာနားလည်ဖို့နည်းနည်းခက်တယ်လို့အရင်ထင်တယ်ဒီမြင်တဲ့ကိစ္စနားလည်ဖို့နည်းနည်းလွယ်တာဘာဖြစ်မထင်တယ်ဟောဒီကြားတဲ့ကိစ္စနားလည်ဖို့အရင်လွယ်တယ်ဟုတ်လားအသစ်ထပ်ကြားတာနော်ကြားပြီးရင်လည်းပြီးသွားရောအခုပဲဦးဇင်းတို့သီလယူခဲ့တယ်တရားစကားတွေအခုအများကြီးစကလုံးတွေထောင်းနဲ့တောင်းနဲ့ချီပြီးတော့နားထောင်ခဲ့တယ်ပြီးခဲ့ပြီပဲရှာလို့လည်းမတွေ့တော့ပျောက်ခဲ့ပြီပဲအခုထပ်ပြီးတော့ကြားဘူးလားကြားရတာဗောအတန်ထပ်ဖြစ်နေတာဟုတ်ဒါမဲ့တည်မြဲနေသလားဆိုတော့လည်းမဟုတ်ဘူးထပ်မဖြစ်ဘူးလားဆိုတော့လည်းမဟုတ်ဘူးထပ်ဖြစ်တယ်ဖြစ်ပြီးရင်လည်းမရှိတော့ဘူးတိုင်းသွားတယ်နော်အဲ့ဒီအနတ်အရသာလည်းပဲထင်ရှားတယ်သိဖို့လွယ်တယ်လို့ဦးဇင်းထင်တယ်ဟောဒီမြင်တဲ့ကိစ္စကနည်းနည်းသိဖို့နည်းနည်းခက်တယ်လို့ဦးဇင်းထင်တယ်ဒါဦးဇင်းထင်တာကိုပြောတာပါဟုတ်လားကြားတဲ့ကိစ္စအနံ့ရတဲ့ကိစ္စအရသာစားတော့တဲ့ကိစ္စအသေးထပ်ဖြစ်နေတယ်ဆိုအရင်ထင်ရှားတယ်ဖြစ်ပြီးတာမရှိတော့ဘူးနော်ချိုတာလေးစားလိုက်တယ်ချင်တာလေးစားတော့ချိုတာမရှိတော့ဘူးလေဟုတ်တယ်မဟုတ်လားဒါအချင်းရောက်လာမှအချိုးပြောက်သွားတယ်လို့ဆိုလိုတာတော့မဟုတ်ဘူးနော်ချိုနေတော့မှကိုပဲတချိုပြီးတချိုသွားနေတာကိုလည်းမြင်တတ်ဖို့လိုတယ်ဟုတ်လားမချင်းချိုနေတာကြီးရှိတယ်လို့ဆိုလိုတာမဟုတ်ဘူးဟုတ်လားအဲ့လိုပဲအနုအကျမ်းအပူအေးအတွေ့အထိမျိုးစုံတွေ့ထိရတယ်သူလည်းဘာဖြစ်သွားတော့ဖြစ်လာတယ်ပြီးရင်မရှိတော့ဘူးနောက်ထပ်ဖြစ်တယ်ပြီးရင်မရှိတော့ဘူးတိုင်းသွားပြောတာကအလွန်နှေးပါတယ်တကယ်ဖြစ်စဉ်ကအလွန်မြန်ဆန်တဲ့နှုံးထားနဲ့သွားနေတာမဟုတ်လားအဲ့လိုပဲအတွေးကြံနေဆိုပို့ပြီးတော့မမြန်ဘူးလားမြန်တယ်နော်တကယ်ကိုပဲသူကဖမ်းဖို့တောင်မလွယ်ဘူးဟုတ်လားတမျိုးပြီးတမျိုးတွေးနေတာကြံနေတာပဲဟုတ်တယ်မဟုတ်လားသိကြတာကဘာလဲဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတဲ့ဒီသဘာဝတရားတွေကဖြစ်ပြီးရင်မရှိတော့ဘူးဟုတ်တယ်အဘာဝတော်တယ်ဖြစ်ပြီးရင်မရှိတဲ့အတွက်ကြောင့်သူ့ကိုဘာလို့ခေါ်တော့အနေဆာဟုတ်လားအဲ့ဒီအနေဆာကိုသိလို့ရှိရင်အဲ့ဒါပညာဥပဒနာပညာပေါ့နော်ဟုတ်လားအဲ့ဒါကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်မယ်ဆိုရင်ဘာဖြစ်မလို့အဆင့်မြင့်တဲ့ယောနိတော်မနတိကာလဖြစ်တယ်ဩဘာပဲဖြစ်လာကောင်းဆိုးစိတ်တိုင်းကြမကြပြီးသွားတာကြီးပဲလို့ကင်စဉ်းစားလိုက်တယ်အလွန်ကောင်းတယ်နော်စိတ်ကိုအလွန်မှပြေရော့စေတယ်အပေါ်ယံလေးနားလည်ရင်အပေါ်ယံလေးသက်သာခွင့်ရလေးနဲ့နားလည်ရင်လေးနဲ့သက်သာခွင့်ရဒီအနိစ္စကိုသိမြင်နားလည်တာတကယ်ကိုတန်ဖိုးဖြတ်လို့မရတဲ့စိတ်ရဲ့ဆေးဝါးကြီးလို့တောင်ဥစဉ်ကဆိုရင်ကင်ဘာပဲဖြစ်ပြီးသွားတယ်နားလည်ဖို့လိုတယ်တချို့ကတော့အပေါ်ယံဆန်လိုက်တာလို့ထင်ကောင်းထင်မယ်နော်ဟုတ်တယ်မဟုတ်လားနော်တကယ်စဉ်းစားကြည့်ရင်မမှန်ဘူးလားမှန်တယ်သို့တော့ဒီအနိစ္စအချက်ကနော်ပြီးပြင်းသိဖို့ဆိုတာကဒီလိုပြောတာလေးနားထောင်နေုံမျှနဲ့တော့မလုံလောက်ပါဘူး
တော့ထိုင်စဉ်းစားနေုံမျှနဲ့လည်းမပြည့်စုံနိုင်ပါဘူးသူကတတိပဋ္ဌာန်ဘာဝနာကိုထိရောက်အောင်ပွားများမှဒီအနိစ္စချက်ကိုသိနိုင်တယ်တတိပဋ္ဌာန်တရားဆိုတာပေတတို့နားလဲပါလေကိုယ်မှာဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့သဘာဝတရားတွေကိုဖြစ်တိုင်းသိနေအောင်ကြိုးစားတာဘယ်လိုက်မှုမပါဘဲနဲ့အပူအလိုမလုပ်ဘဲနဲ့ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးပဲသိနေအောင်ကြိုးစားတာဖြစ်လာတယ်သိလိုက်တယ်သိပြီးသားထားခဲ့ရမတွေးနဲ့ခုရင်လေးဖြစ်ခဲ့တာကိုသိခဲ့တာကိုပဲမတွေးတော့နဲ့နောက်ထပ်သိစရာအရင်သိရှိတယ်တရားအထုတ်ရင်အဲ့တိုင်းအထုတ်လို့ရတယ်နော်သိစရာတွေကအမြဲတမ်းဖြစ်နေတယ်အဲ့တော့သိဟုတ်လားမဖြစ်သေးတာကိုလည်းကြိုးပြီးတော့မသိနဲ့ဟုတ်လားအဲ့လိုမျိုးဖြစ်စေအခိုက်အတန့်လေးမှာဒီယုတ်ဒီနံဒီသဘာဝတရားကိုမိမိရတိပြီးတော့သွားနေနိုင်အောင်ကြိုးစားတာအဲ့ဒါပါလေတတိပဋ္ဌာန်ဘာဝနာအားထုတ်တာဟုတ်လားအဲ့လိုဖြစ်တိုင်းသာသိနေမယ်ဆိုရင်ဒီဖြစ်လာတဲ့တရားတွေဟာဖြစ်ပြီးရင်မရှိတော့တဲ့သဘောတွေပဲနောက်ထပ်အသစ်ထပ်ဖြစ်နေတဲ့သဘောတွေပဲဖြစ်တိုင်းလည်းပဲပြီးလိုက်နေတဲ့သဘောတွေပဲလို့သူသိတဲ့ဉာဏ်ပညာကိုရနိုင်တယ်ဟုတ်လားအဲ့ဒီလိုတတိပဋ္ဌာန်တရားကိုအားထုတ်လို့သိလာပြီဆိုရင်တော့အဲ့ဒါကိုစစ်မှန်တဲ့ဝိပဿနာဉာဏ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒီအတိကိုနော်နားလည်အောင်ကျွမ်းကျင်အောင်ကြိုးစားပြီးတော့စိတ်ထဲကစင်ကြယ်နှလုံးသွင်းတတ်မယ်ဆိုရင်ဒါဘာလို့ခေါ်မလို့ယောနိသောမနတိကာရဟုတ်လားအဲ့လိုအနိစ္စကိုသိပြီးမှနောက်ထပ်ဒုက္ခတွေအနတ္တတွေကသိဖို့လွယ်တာနော်ဟုတ်လားဒုက္ခဆိုတာဘာတော့အကောင်းမဟုတ်တဲ့သဘောဟုတ်လားဆင်းရဲတယ်ဆိုတဲ့ဒုက္ခကိုသိတာဒကာဓမ္မတို့ဦးဇင်းတို့တာမန်သိတဲ့အသိတွေကအလွန်ပေါ်ရန်ဆန်တယ်ဟုတ်လားတိုင်ပြီးခိုင်းပြီးလို့ဒဏ်ရာနာတရားရရင်ဒုက္ခလို့ပြောကြတယ်ဟုတ်လားခန္ဓာကိုယ်ကဖောက်ပြန်လို့ယောဂဝေဒနာနှိမ့်ဆက်ရင်လည်းဒုက္ခလို့ညည်းကြတယ်နောက်ကိုဖြစ်ချင်တာတွေမဖြစ်ဘူးကိုမဖြစ်ချင်တာတွေဖြစ်တယ်ဆိုရင်ဒုက္ခလို့ညည်းကြတယ်ကိုမဖြစ်ချင်တာတွေဖြစ်ရင်တော့ဒုက္ခလို့ပြောတာပေါ့နော်အဲ့တော့ကိုဖြစ်ချင်တာဖြစ်ပြီဆိုတော့ဘယ်လိုပြောတော့အဲ့တော့ပြုံးနေတာပေါ့အဲ့တော့ဒုက္ခလည်းမြင်တော့ဘူးလေဟုတ်တယ်မဟုတ်လားအဲ့တော့တကယ်ဒုက္ခဆိုတာအဲ့လိုမဟုတ်ဘူးနော်ကိုမဖြစ်ချင်တာဖြစ်မှဒုက္ခမဟုတ်ကိုဖြစ်ချင်တာတွေဖြစ်လည်းပဲဒုက္ခပဲဘာဖြစ်လို့တော့ဖြစ်ပြီးရင်မရှိတော့တဲ့သဘောတွေမို့လို့ကောင်းမွန်တဲ့သဘာဝမဟုတ်ဘူးလို့ဆိုလို့လားဟုတ်လားကောင်းဆိုးနော်အပေါ်ယံမြင်ကတော့အကောင်းဆိုးပေါ့နော်တကယ်ကဘာလဲအနိစ္စပဲဟုတ်လားအနိစ္စဖြစ်တဲ့အတွက်ကြောင့်အကောင်းမဟုတ်ဘူးဆိုတာတဲ့ကိုဝင်သွားတယ်ပေါ့ဟုတ်လားအဲ့ဒါကိုဘာခေါ်တော့ဒုက္ခပေါ့နော်ဒါကြောင့်ဘာပဲဖြစ်လာဒါအကောင်းမွန်တဲ့သဘာဝမဟုတ်ပါဘူးလို့သိတာဟာဒုက္ခကိုသိတာပေါ့အဲ့ဒါကိုစဉ်းစားဆင်ခြင်တတ်တယ်ဆိုရင်ဒါပါလေယောနိသောမနတိကာရဒုက္ခတွေပဲဖြစ်ပြီးတော့ဒုက္ခတွေပဲချုပ်နေတာလို့မြန်တကယ်စဉ်းစားတတ်မယ်ဆိုလို့ရှိရင်စိတ်ဟာဘလောက်လိမ္မာခြင်းကြီးမလို့နော်လောဘဒေါသဖြစ်เสียအကြောင်းကိုမရှိဘူးဘာပဲဖြစ်ကောင်းမွန်တဲ့သဘောတွေမဟုတ်ဘူးလို့အမှန်သိနေမယ်ဆိုရင်ဒီစိတ်ဟာအလွန်တရာမှအည်အသွေးရှိလာလိမ့်မယ်ပေါ့ဟုတ်လားပြီးရင်ပါလာမလို့အနတ္တဟုတ်လားအနတ္တဆိုတာဘာပြောရတော့နော်အစိုးမရတဲ့သဘောအနှစ်သာရကင်းမဲ့တဲ့သဘောငါဥစ္စာဟုတ်လားငါအလိုလိုက်တယ်ဒီလိုသဘောတွေမရှိတဲ့နော်တန်ဖိုးမဲ့တဲ့တုံညာသဘောဟုတ်လားကောင်းမွန်တာတွေစိတ်သုံးပြီးတော့နေတဲ့နော်အနှစ်သာရကင်းမဲ့တဲ့သဘာဝကိုဘာလို့ခေါ်တော့အနတ္တအဖြစ်စရာအကြောင်းရှိလို့ဖြစ်တယ်ဖြစ်ပြီးရင်တာမယစီမယပြတ်သွားတယ်ဒီလိုပဲသူ့သဘောသူ့သဘာဝသူ့ဆောင်ပြီးတော့ဒီတိုင်းပဲဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတရားတက်ကိုဘာလို့ခေါ်တော့အနတ္တနော်အဲ့ဒါကိုစဉ်းစားဆင်ခြင်တတ်မယ်ဆိုရင်ဒါပါလေအရှင်းမြင့်တဲ့ယောနိသောမနတိကာရသုံးမျိုးရှိရင်တော့အနိစ္စကိုဆင်ခြင်တတ်တယ်ဒုက္ခကိုဆင်ခြင်တတ်တယ်အနတ္တကိုဆင်ခြင်တတ်တယ်နောက်တစ်ခုကဘာဖြစ်မလို့အတုပဒီဥစ္စာကလွယ်ပေမဲ့လို့မလုံးကြတဲ့အခါကျတော့အကျိုးခံစား권မရပဲဖြစ်နေကြတယ်ဒီအတုပစောစောကတောင်32ခုထာတာပြောလိုက်တယ်နော်မာတိကမာတာဒကမာကြီးဟုတ်လားအဲ့ဒါပါလေမတင်းနေတဲ့သဘာဝပဂရိမျက်စိနဲ့တောင်သိနိုင်မြင်နိုင်တဲ့သဘောပေါ့ဟုတ်လားဒီဥစ္စာကအများကြီးအစွဲလန်းနေစေတယ်ပေါ့နော်ပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့မတန်ရှင်းမစင်ကြယ်တဲ့နော်ဆက်စုပ်ဖွယ်အရာတို့ရဲ့အစုဝေးများတာဖြစ်တယ်ဆိုတဲ့ဒီအမြင်မှာတော့စိတ်ကိုဘလောက်နူးညံ့တိမ်မွေ့စေမလဲဆိုတော့လက်တွေ့လှုပ်ကြည့်ပေါ့ဟုတ်လားအယိုးကိုအမာခံနေရာမှာထားမယ်အကျော်တွေနဲ့ဖွဲ့ရှက်မယ်အသားအသွေးနဲ့လိမ့်ကြံမယ်အပေါ်ကအရည်သူရေပါးနဲ့အုပ်ထားမယ်ပြီးရင်အထဲထဲမှာရှင်သန်ဖို့အတွက်ရုန်းကန်လှုပ်ရှားနေရတဲ့ကုဋ္ဌာသားအမျိုးမျိုးရှိတယ်ဟုတ်လားဒီထဲကိုရေတွေထည့်မယ်နော်အစာတွေထည့်မယ်ဟုတ်လားအဲ့ဒါတွေကအမျိုးမျိုးပြောင်းလဲပြီးတော့ထွက်သွားမယ်ဒီလိုနဲ့လက်ပတ်နေတယ်အမြဲတမ်းရုန်းကန်နေရတာဘာတော့လေအဟောင်းအသစ်လေရေပေါ့နော်အမြဲတမ်းရုန်းကန်နေရတယ်အဲ့ဒါမလုံနိုင်တော့ဘူးဆိုဘာဖြစ်နော်ကောင်းကောင်းဒုက္ခရောက်မယ်နော်ဒီရှင်သန်ရေးအနှောက်အယှက်ဖြစ်မယ်ဟုတ်လားအဲ့ဒီခန္ဓာကြီးရဲ့တဘာဝကိုအဲ့လိုကုဋ္ဌာသားရှုတော့ကနေကြည့်မယ်ဆိုရင်လည်းပဲအများကြီးစိတ်ဟာရင်ကြီးတွေကတိမ်မွေးတာအကြောင်းမရှိဘူးလားရှိရနော်စိတ်ရင်ကြီးတယ်စိတ်ရိုင်းဆိုင်တယ်ဆိုတာအခြေခံပြောပြပြတာနော်လောဘဒေါသမောဟနဲ့တကွဖြစ်တဲ့စိတ်ကိုရိုင်းဆိုင်တဲ့စိတ်
လောဘဒေါသမောဟကင်းကွာပြီးတော့အလောဘအဒေါသအမောဟနဲ့ရှင်တဲ့စိတ်ကိုယဉ်ကျေးတဲ့စိတ်လို့ပြောခဲ့တယ်ဟုတ်လားအဲ့တော့ဒါတွေကိုလက်တွေ့လုပ်ရင်းနဲ့ဟုတ်လားပါလားလို့ကိုယ်တိုင်ထောက်ခံနိုင်အောင်ကြိုးစားဖို့လိုတယ်ပေါ့နော်အနိစ္စဒုက္ခအနတ္တအတုပကိုဆင်ခြင်လိုက်တိုင်းဆင်ခြင်လိုက်တိုင်းကိုယ့်ရဲ့စိတ်ထဲမှာနော်အလောဘအဒေါသအမောဟနဲ့ရှင်တဲ့သဘောယဉ်ကျေးတဲ့စိတ်ဖြစ်မဖြစ်ရိုင်းဆိုင်တဲ့စိတ်တွေကင်းကွာမှုရှိမရှိကိုယ့်ကိုစစ်ဆေးကြည့်လို့မရဘူးလားရတယ်နော်ဒါကြောင့်မြတ်စွာဘုရားစိတ်ကိုဆုံးမတဲ့နေရာမှာယောနိသောမနတိကာရချွန်းတပွဲဖြစ်တယ်အစဉ်ကိုဆုံးမတဲ့နေရာမှာချွန်းဟာမဖြစ်မနေလိုအပ်တယ်လို့စိတ်ကိုဆုံးမတဲ့နေရာမှာလည်းပဲယောနိသောမနတိကာရမဖြစ်မနေလိုအပ်တယ်လို့ပြောတာဟုတ်လားအဲ့တော့ယောနိသောမနတိကာရဘယ်နှမျိုးပြောတော့မျိုးအခြေခံကတစ်မျိုးကံရဲ့အကျိုးကိုစဉ်းစားဆင်ခြင်တာတနည်းအားဖြင့်စေနာရဲ့စွမ်းရည်တတ္တိကိုစဉ်းစားဆင်ခြင်တာဟုတ်လားနောက်လေးမျိုးကအနိစ္စဒုက္ခအနတ္တအတုပအဲ့ဒါကိုသိအောင်မြင်အောင်နားလည်အောင်အရင်ကြိုးစားပြီးရင်ကျွမ်းကျင်လာပြီဆိုတော့အဲ့ဒါကိုအချိန်တိုင်းလို့ဆင်ခြင်နိုင်အောင်ကြိုးစားအဲ့ဒါဆိုရင်အဲ့ဒီဆင်ခြင်မှုကိုအစဉ်မြင့်တဲ့ယောနိသောမနတိကာရဟုတ်ရဲ့လားအဲ့ဒီယောနိသောမနတိကာရဖြင့်မိမိတို့ရဲ့စိတ်ကိုဘာလို့ရမလို့ဆုံးမရမယ်ဆုံးမလို့လောဘဒေါသမောဟမကင်းတောင်နဲတယ်ဟုတ်လားအလောဘအဒေါသအမောဟတွေဖြည်းဖြည်းနဲ့အဖြစ်များလာတယ်ဆိုရင်တရားဓမ္မတို့ဦးဇင်းတို့သဘာဝတရားရဲ့နိယာမအရာချမ်းသာမှုမရနိုင်ဘူးလားရနိုင်နော်ဒါကြောင့်စိတ်ကိုချမ်းသာစေခြင်းနဲ့တော့ကောင်းကျိုးချမ်းသာနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်အဓိကကိုယ့်ရဲ့စိတ်ကိုဆုံးမရမယ်ပေါ့နော်ယောနိသောမနတိကာရနဲ့ဆုံးမထားတဲ့စိတ်ဟာဘာဖြစ်မလို့ချမ်းသာဒုက္ခကိုပေးမယ်တဲ့ဒါကြောင့်ပထမဦးဆုံးဂါထာလေးကိုပြန်ပြီးတော့ကောက်ပြီးတော့တရားနေကုန်ချုပ်မယ်နော်ပြီးရင်တရား5မိနစ်လောက်ထိုင်ကြရမယ်ဟုတ်လားစိတ်ကိုဆုံးမနိုင်ဖို့အတွက်ယောနိသောမနတိကာရအားကောင်းအောင်ကြိုးစားတယ်ဆိုတဲ့စိတ်ထားလေးနဲ့လှုပ်ကြည့်တာပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ပထမဦးဆုံးဂါထာလေးကဘာပြောတော့ဒုံနေဃသလဟုနောယထာကာမနိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တန်တန်ဒုက္ခပါဟာဘုရားဆိုဘုရားတပ်ပညုတဉာဏ်နဲ့ကြည့်ပြီးတော့တကယ်ဟောခဲ့တဲ့ဒေသနာဟုတ်လားစိတ်ဆိုတာနိုင်နေမှုခက်တယ်မြန်ဆန်တဲ့သဘောရှိတယ်ကြားကျင်တဲ့နေရာရောက်ချင်တဲ့နေရာကိုရောက်တဲ့သဘောရှိတယ်ဒီလိုစိတ်ကိုဆုံးမခြင်းဟာကောင်းတယ်ဘာကြောင့်လဲစိတ်ကိုဆုံးမရင်ချမ်းသာမှုကိုဖြစ်စေလို့ပဲလို့ဟောတာဟုတ်လားဒါကြောင့်စိတ်ကိုချမ်းသာမှုဖြစ်အောင်နော်ကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံအောင်မိမိတို့ရဲ့စိတ်ကိုနော်ယောနိသောမနတိကာရနဲ့ဆုံးမနိုင်အောင်နော်သတိပဋ္ဌာန်ဘာဝနာလုပ်ကိုနော်ကြိုးစားအထောက်ကြရအောင်နော်ပြီးမှဦးဇင်းတို့နော်ဆူတောင်းအမြဝေပြီးဆုံးတတ်တာပေါ့နော်အခုလောလောဆယ်ဘာလုပ်ကြမလို့တရားရှုမှတ်ကြမယ်အဲ့တော့ဘုံဘုံတို့တရားဟောတာတဏှာကြီးနော်တရားအထုတ်တာ10မိနစ်လောက်တော့အထုတ်ကြတာပေါ့နော်အေးအဲ့တော့မိမိတို့စိတ်ချမ်းသာတဲ့နည်းနဲ့မိမိတို့ကျွမ်းကျင်တဲ့နည်းနဲ့ကြိုက်တယ်လို့အထုတ်လို့ရပါတယ်နော်ဘုံဘုံတို့ပြောတာကိုပဲနော်နားထောင်ရင်းနဲ့စူးစမ်းအထုတ်မယ်ဆိုရင်လည်းပဲအထုတ်လို့ရပါတယ်နော်အဲ့တော့အလုံးခန္ဓာကိုယ်လေးကိုနော်တတ်တာလိုလေးထိုင်မယ်အစဉ်ပြေသလိုထိုင်မယ်ခါလေးတွေကိုစမ်းသပ်ထားမယ်ခေါင်းလေးတွေတဲတဲ့ထားမျက်လွှာလေးတွေချပြီးတော့ဘုရားယန္တာရိယသူတော်ကောင်းကြီးများအလွန်တန်ဖိုးထားတဲ့မျက်နှိုးတဲ့အမြင့်မြတ်ဆုံးတန်ဖိုးအကြီးမားဆုံးသောအလုပ်ကိုလုပ်ရပြီလို့စိတ်ထဲကဝမ်းသာတဲ့စိတ်ကြည်နူးတဲ့စိတ်နဲ့ကြိုးစားအထောက်ရမယ်ဒီလောဟာတန်ဖိုးအလွန်ကြီးတယ်ဆိုတာကိုယုံကြည်တဲ့တရားထက်ထက်တန်တန်ထားပြီးတော့ဒီ10မိနစ်အတွင်းလေးမှာအထီးရောက်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားပါလှုပ်ဖြစ်ဖို့ဆိုတာနော်အကြောင်းတရားတွေကပြည့်စုံခဲ့ပါတယ်ဒါကြောင့်အကြောင်းတွေစုံလို့အကြောင်းတွေတိုက်ဆိုင်နေလို့လှုပ်ဖြစ်အောင်ဖမ်းနေတဲ့ဒီအချိန်လေးမှာတတ်နိုင်သမျှထိရောက်အောင်လုပ်ပါမိမိတို့နှစ်သက်တဲ့ကမ္မဋ္ဌာန်းနည်းများနဲ့ကြိုးစားအထောက်နိုင်ပါတယ်ဦးဇင်းတို့ပြောတာကိုကြိုးစားမယ်ဆိုရင်လည်းကြိုးစားကြည့်ပါနာသီးပြားကိုအာယုံပြုပါဝင်လေဝင်နေတာရှိတယ်ထွက်လေထွက်နေတာရှိတယ်ဒီခန္ဓာကိုယ်ကြီးရှင်သန်ရေးအတွက်ဝင်လေထွက်လေဟာဒလဇက်ဖြစ်ပေါ်နေရတယ်ဝင်လေဝင်တိုင်းနာသီးပြားတနေရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်သွားလိမ့်မယ်ထွက်လေထွက်တိုင်းနာသီးပြားတနေရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ထွက်သွားလိမ့်မယ်အဲ့ဒီထိမှုသဘောလေးကိုဒလဇက်သိနေအောင်ကြိုးစားရမှာဖြစ်ပါတယ်ဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါ
ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါအလုံးရိုးရှင်းပါတယ်ဘာမှမလုပ်တဲ့ဆရာမရှိပါဘူးဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါသိနေအောင်ကြိုးစားပါထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိနေအောင်ကြိုးစားပါထိတာလေးကိုစိတ်စိုက်ထားပါထိတာလေးကိုသိနေပါထိတာကိုသိနေရတဲ့အလုပ်ဟာအလွန်တန်ဖိုးကြီးပါတယ်ဘာကြောင့်လဲထိတာကိုသိနေတဲ့အချိန်မှာကာယကံတောင်းကျမ်းမှုဝစီကံတောင်းကျမ်းမှုမရှိတဲ့အတွက်ကြောင့်သီလသိက္ခာသီလသာသနာနဲ့ပြည့်စုံတယ်လို့ဆိုပါတယ်ထိတာကိုသိနေတဲ့အချိန်မှာစိတ်ထဲမှာကိလေသာမဖြစ်တဲ့အတွက်ကြောင့်မနောကံတောင်းကျမ်းမှုမရှိတဲ့အတွက်ကြောင့်သမာဓိသိက္ခာသမာဓိသာသနာနဲ့လည်းပြည့်စုံတယ်လို့ဆိုရတယ်တဲ့ထိတာကိုသိနေတဲ့အချိန်မှာဒီခန္ဓာရဲ့သဘောဝအမှန်ကိုသိနေတဲ့အတွက်ကြောင့်ပညာသိက္ခာပညာသာသနာနဲ့လည်းပဲပြည့်စုံတယ်ပညာသိက္ခာပညာသာသနာတည်နေတယ်လို့လည်းဆိုနိုင်တယ်တဲ့သီလသာသနာသမာဓိသာသနာပညာသာသနာဒီသာသနာတော်ကြီး၃ရပ်မိမိတဏ္ဍာမှာတည်နေအောင်ကြိုးစားတာဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါပိဋကသုံးပုံကိုအနှစ်ချုပ်ရင်ဘောဓိပက္ခိယတရား39ပါးရတယ်လို့ဆိုပါတယ်ဘောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်ရင်မဂ်ခင်10ပါးရတယ်လို့ဆိုပါတယ်မဂ်ခင်10ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်လို့ဆိုပါတယ်သိက္ခာ3ပါးကိုအနှစ်ချုပ်ရင်တော့အပမာဒဆိုတဲ့တတိတရားတစ်ခုရတယ်လို့ဆိုပါတယ်တတိရှိနေရင်သီလသမာဓိပညာရှိနေတယ်ဒါကြောင့်ထိတာကိုတလက်ဆက်သိနေအောင်ကြိုးစားပါဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါထိတာကိုသိနေတဲ့အချိန်မှာအပမာဒနဲ့နေတယ်လို့ဆိုရတယ်ပမာဒမိမိရောပဝဆာနေနေတာမဟုတ်ဘူးမောဟနဲ့နေနေတာမဟုတ်ဘူးတတိနဲ့နေတာဒါကြောင့်ထိတာကိုသိနေတဲ့အချိန်မှာလူချင်းမမောတဲ့လောဘလည်းမဖြစ်ဘူးမကျေနပ်တဲ့ဒေါသလည်းမဖြစ်ဘူးမာမာရင်ဘာတိပါတာနေနေတဲ့မောဟလည်းမဖြစ်ဘူးလောဘဒေါသမောဟဝင်ခွင့်မရလို့ဖြစ်မနေဘူးတတိယစွမ်းရည်တတိကြောင့်အကုသိုလ်တွေကင်းကွာနေတာအကုသိုလ်ကင်းရုံမျှမကဘူးထိတာကိုသိတဲ့အချိန်မှာသီလသမာဓိပညာသိက္ခာ3ရပ်လည်းတည်နေတာ
ဆေးကိုစားတဲ့အခါမှာဆေးကယောဂကိုဘလို့ခွာနေတယ်ဘလို့ပဲနေတယ်ဆိုတာကိုမသိနိုင်ပေမဲ့လို့ယောဂပျောက်တာကိုသိခြင်းအဖြစ်ဆေးရဲ့စွမ်းရည်တတိကိုနားလည်နိုင်တယ်အဲလိုပဲသတိထားနေရင်ဘလို့မကောင်းတာတွေကိုဖယ်ရှားတယ်ဘလို့ကောင်းတာတွေကိုဖြစ်စေတယ်ဆိုတာကိုအသေးစိတ်မသိပေမဲ့လို့တတိများရလာပြီတတိများလာပြီဆိုရင်မကောင်းတာတွေနည်းသွားတာကောင်းတာတွေများလာတာထင်ရှားလာမယ်ဒါကြောင့်ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါထိတိရောက်ရောက်လုပ်ပါစေစေဆက်ဆက်လုပ်ပါစိတ်ပါလက်ပါလုပ်ပါကိုထိတိရောက်ရောက်မလုပ်လည်းပဲအချိန်တွေကတော့ကုန်သွားတာပါပဲအချိန်ကုန်သွားတဲ့အတူတူထိတိရောက်ရောက်စေစေဆက်ဆက်တည်တည်ချာချာလုပ်ပါဝင်လေဝင်တိုင်းထီတယ်ထီတိုင်းတည်အောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းတည်အောင်လုပ်ပါဝင်လေတစ်ခုတွင်မှာဖြစ်ပေါ်နေတဲ့ထိမှုဟာတစ်ခုတည်းမဟုတ်ပါဘူးဝင်လေတစ်ခုတွင်မှာထိမှုတွေဟာတတိပြီးတတိစင်စစ်မပြတ်ဖြစ်ပေါ်သွားတာကိုသိအောင်လုပ်ပါထွက်လေတစ်ခုတွင်မှာဖြစ်ပေါ်သွားတဲ့ထိမှုဟာလည်းတစ်ခုတည်းမဟုတ်ပါဘူးထိမှုသဘောတွေတစ်ခုပြီးတစ်ခုစင်စစ်မပြတ်ဖြစ်ပေါ်သွားတာအသေးစိတ်သိအောင်လုပ်ပါဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါထီတာကိုတစ်ချက်သိလိုက်တိုင်းအလွန်မြင့်မားတဲ့ကုသိုလ်ကောင်းမှုကိုပြုဟာရောက်တယ်ကုသိုလ်တွေဆက်နေအောင်ဖြစ်အောင်လုပ်ပါကောင်းမှုတွေဆက်နေအောင်လုပ်ပါမုံမြတ်တဲ့အလေးအကျင့်ကိုမိမိတဏ္ဍာမှာစုဆောင်းပြီးသားဖြစ်အောင်လုပ်ပါဒီလိုပဲလေ့ကျင့်ယူရတာစိတ်တွေပြင်းမဲ့ထွက်တယ်ဒါကိုစိတ်မပြတ်ပါနဲ့စိတ်ကသူ့သဘာဝပါပြန်ပြီးတော့ထိမှုသဘောကိုသိအောင်လုပ်ရမှာကိုယ်အလုပ်ပါစိတ်ကဒီထိတဲ့သဘောကိုသိပြီးတော့နေတဲ့အလုပ်ကိုကြာမဝင်စားပါဘူးသို့တော်လည်းပဲယုံကြည်မှုတရားတရားကြိုးစားအထောက်မဲ့ဆိုတဲ့ဝိရိယတရားနဲ့တလဆက်သိအောင်လုပ်ကြရတာအလွန်တန်ဖိုးကြီးတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်လွယ်ကူတော့ဖြစ်သွားမယ်လို့မဆိုလို့တန်ဖိုးကြီးမားတဲ့အလုပ်လို့ယုံကြည်တဲ့တရားတရားထက်ထက်တန်တန်နဲ့ဝိရိယနဲ့ကြိုးစားရတာဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါလုံနိုင်ခဲ့တဲ့အလုပ်ပါလုံရခဲ့တဲ့အလုပ်ပါအကြောင်းတိုက်ဆိုင်လုံးလေးမှာစေစေဆက်ဆက်လုပ်ပါအားလုံးချိန်စေပါပြီဒီနေ့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသော
ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉာဏ်မျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချမျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းအလုံးဆုတောင်းကြအမြဝေကြရအောင်နော်မိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုစုကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအစုစုကြောင့်မဉ္ဇဉ်ဘုံဉာဏ်မျက်နှိဗ္ဗာန်ကိုမျက်မှောက်ပြုအပ်ခြင်းရဲ့အားကောင်းတဲ့အထောက်ပံ့ဖြစ်ပါစေလို့ဆုတောင်းကြမယ်တတ္တဝါနာနာကုသိုလ်ကောင်းမှုရဲ့ဖို့ပါကအညီအမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြမယ်အလုံးကြီးညာညာလိုက်ဆိုရအောင်နော်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ကြောင့်မဉ္ဇဉ်ဘုံဉာဏ်မျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချမျက်မှောက်ပြုအပ်ပါလို၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့ဤဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍30ဘုံရှင်လီကုန်သောတတ္တဝအနန္တတို့အားထတ်တူထက်မြတ်ပေးဝေငှပါ၏အမြရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအာလုံးကြာသမျှအမြယူတော်မူကြပါကုန်လုံးသာဓုသာဓုသာဓုအာလုံးကြာသမျှအမြယူတော်မူကြပါကုန်လုံးသာဓုသာဓုသာဓုအာလုံးကြာသမျှအမြယူတော်မူကြပါကုန်လုံးသာဓုသာဓုသာဓုအာလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ